တရားပဲဆိုင်ရအောင်နမောတတသုံးခြင်းတရားထုတ်ကြရအောင်1396ခုတကူလာလို့ဆက်နေတင်းညံဖြတ်နေ2015ခုနှစ်ဧပြီလ15ရက်နေ့ဘုရားခုနှစ်အာယုံစွမ်းအလူရှင်ဦးမင်းနိုင်နေ့လေအေးပဲသူဦးမင်းနိုင်ဒေါ်မီမီခိုင်မိသားစုကမ္မထမ်းလမ်းမြစ်တာညွန့်ရပ်ကွက်ကပြုလုပ်မှာတယ်နေစွမ်းအလူရှင်ကမိမိတို့ယောဂီကောင်းကြီးသာသနာ့မိခင်အမေမြနှလုံးသားမြတ်တာယောဂီပွဲလုံးတော်များအားရည်စူး၍တာမီးမြစ်တစုအဝေးရာအိမ်ယာကကောင်းမှုပဲဖြစ်ပါတယ်။9ရက်စာအေးအလူရှင်ဖခင်ကြီးဦးမောင်ကြီးမိခင်ကြီးဒေါ်လာဝင်းအမှုထား၍တာမောင်စရာဝင်းခမောင်ကြီးသမီးထောက်တာခင်ဆန်းအေးသမီးမတ်တီတာအေးကိုဇနီးမောင်နှံမိသားစုကနေပြီးတော့9ရက်စာအေးကိုတန်းထားပါတယ်။နောက်ထပ်ရောက်လာတဲ့အေးတွေကိုတော့တင့်တော်တယ်လို့တနေ့2ချိန်3ချိန်ပြီးတော့တိုက်ကျွေးပြီးဖြစ်ပါတယ်နော်။ဒါဒီကောင်းမှုတွေဖြစ်တဲ့အတွက်အားလုံးဝမ်းမြောက်မှုကိုတားလို့ခေါ်ပြကြပါ။ယနေ့တရားပွဲအစကိုတော့မိမိတို့ဒီစာအုပ်ကလေးရိုင်းနေထုတ်ပြီးခဲ့တာနေ့တွေတော့ကြားခဲ့ပါအော်စရာကောင်းလောက်အောင်အုပ်ကြီး9000လောက်ရိုင်းနေခဲ့ရပါတယ်ဒီစာအုပ်ကစာအုပ်ရိုင်းနေအုပ်ကြီး2000ကုန်မှုဆိုတော့တော်စဉ်းစားဒါလေးကအုပ်ကြီး9000ကျော်လောက်ရိုင်းနေခဲ့ရတာဒါပေမဲ့အခုတော့မရှိတော့ပါဘူးအဲ့ဒီမိမိဆက်ထားတဲ့တင်ကအုပ်30လောက်ကြာပါပါတယ်အဲ့ဒီထဲကနေပြီးတော့ဒုက္ခဘုံဆိုတဲ့ဒီလင်္ကာလေးတစ်ခုကိုဆိုပြီးတော့တရားပွဲကိုစယောဂီကနှလုံးသွင်းအောင်နော်ယောဂီဟောင်းနေအကုန်ရောက်ဒါနဲ့မိမိလည်းဆိုပြီးမယ်နော်ခန္ဓာဟုသမျှဒုက္ခဟုခေါ်သည်ဘေဘဝမှာလည်းအမြဲမတည်ငရဲမှာလည်းခံရရသည်နတ်ပြည်မှာလည်းဆံရရသည်လူပြည်မှာလည်းနေရရသည်30ဘုံငယ်ကိုလဲလို့တကယ်ကိုပဲဆင်းရဲခဲ့ပါပြီလွတ်ရလွတ်ကြောင်းဆရာကောင်းတွေလည်းရှာတွေ့ခဲ့ပြီငါကောင်းအောင်လည်းကျင့်သုံးရမည်သူတစ်ပါးကိုလည်းတိုက်တွန်းရမည်တိလကိုအခြေမြင့်လို့သုံးတွင်တင်ကျိုးနေချပါသည်အပေဘုံကြောင့်အတွင်ကတယောက်ချင်းကျိုးနေဆွဲတင်မည်ကိလေသာလူမိုင်းများတော့အဝိဇ္ဇာအမောင်ဘုံလို့နောက်ဆုံးမှာပဲကြံခဲ့ကြသည်ရောက်တုံးခါတိုင်းနာခဲ့ရသည်ဘဝကိုအချိန်ဖြုံးလို့လုံးလုံးကြီးလွတ်ဖို့လမ်းမမြင်မီနောက်တစ်ခုဆိုပြီးမယ်အတုပဗါရတဲ့အယုတိုင်လို့သူအကျော်တုတ်လို့ချီအသားနီနီမင်္ဂထားကပြင်ကအီပါမူကာထားတဲ့ရုပ်ကိုဆောင်32ပါးကောင်းလှတဲ့ရောင်ရောင်ချင်းနေကြငါလည်းအတူပါပါတဲ့ရောင်ရောင်ကုန်တင်တာနေလည်းအတူပါသူပါပဲလို့တွေးစားတယ်မိုက်လာသူတို့ရဲ့ပြင်ပခန္ဓာမြင်နေတော့ပြောကြတယ်ပြုံးပြုံးအဝိဇ္ဇာပုံလို့ကံရတဲ့ဝိဇ္ဇာရှာမကွယ်ပညာကိုယ်ွယ်ဉာဏ်ပဲရှာပရမတ်သဘောတရားမမြဲဘူးလို့တွေးရတာ32ကောထားမြဲရရာရှာမရှိစင်ရဲမှုအတိစင်ရဲခြင်းကလွတ်ဖို့ရာမဲ့တင်ရှိပါကျင့်သုံးနိုင်မှုအရေးပါထိုးပေါင်းမြင်လေဒါတရားဆောင်ယောဂီတွေကတနေ့ကို4ချိန်လောက်အထုတ်ကြတရားပြတဲ့ဆရာများမှာတရားအထုတ်ကိုနေ့တိုင်းပိုင်းမှာတော်ခဲရင်းပါအတိလေးကတ်ရရာခိုင်နှုန်း30 40တင်ကိုကတ်လို့မရဘူးအဲ့ဒီမိမိတို့လည်းတရားဆောင်ဝင်ရပါတယ်ညမှာအထုတ်ရပါတယ်ညလုံးအထုတ်ရတယ်သူများတွေနေ့ကပဲအထုတ်ကိုလည်းအထုတ်ချင်တာပေါ့ဝိပဿနာတရားအထုတ်တာတန်တိဝိမု ക്തി နေအေးခြင်းနဲ့လွတ်မြောက်ခြင်းကိုရှာဖွေရတယ်
သူအစင်အတိုင်းတာလေးရောက်လုံးပြောင်းရင်လုံးတော့တော့ငင်းချမ်းသာရတယ်အဲ့ဒါမနေ့ပိုင်းလေးမှာပြန်လာမယ်လို့နားတော့အလုပ်ကလေးကပါသွားဒါလေးကအခွေလေးထုတ်ရတယ်နိုင်ငံရခြားမှာတပည့်တွေရှိပို့ပါလို့အင်တာနက်ဖြန့်ရတယ်ဒါအပြင်ဒီဒေသနာတွေကိုလူတိုင်းနားလည်လွယ်ဖို့ဝေါ်ဟာရလေးတွေကိုစဉ်းစားမိမိအရင်ရှိကပြသွားတဲ့ဆရာသမားရဲ့တရားအချို့ကိုစုလိုက်ပြီးတော့လူတိုင်းနားလည်လွယ်တဲ့စကားလုံးလေးကိုမွေးဖွားရင်နဲ့ဒီနေ့လုံးဝမနာရတယ်အတန်လဲနားနေပါတယ်မနေ့ကတော့ပြန်နားတာပါဒီယောဂီတွေနားပြီးတော့ဘာမှနားမလဲပဲပြန်သွားရရင်မိမိတို့ဟာရှုံးပါတယ်မိမိလည်းပြန်မှန်းခံရတာရှုံးတယ်ယောဂီတွေလည်းရှုံးတယ်ထူထားတဲ့စောကုန်းကိုထူထားထောက်ပံ့လူထားတဲ့လူတွေပေါ်မှာလည်းမိမိတို့တောင်းလို့ခြေရကြပါလိမ့်အဲ့ဒီအတွက်အဖက်ဖက်ကတယောက်တည်းကောင်းလို့မဟုတ်ဘူးဘက်ပေါင်းစုံကအကြောင်းတရားတွေစုမှကောင်းတာဟုတ်ဘူးလားဒါပေမဲ့ယောဂပင်မနာပေါ့ပင်မမိမဲ့ယောဂီတို့ကိုကြိုးစားပြီးပြပြီးမယ်နော်ဒီနေ့ပထမဆုံးနေ့ကကမ္မတက္ကရသမာဓိဋ္ဌိဉာဏ်ကိုယောဂီတို့ပြောပြခဲ့ကမ္မတက္ကရသမာဓိဋ္ဌိဉာဏ်ကိုယောဂီတို့တကယ်ပေါင်းရပြီးသိသွားတဲ့အတွက်ဘာအကျိုးရလဲဆိုရင် transition ဝါဒကိုယုံမှာတော့မလားအခုနောက်ပိုင်းမှာဒါတွေကိုပြီးပြီးတော့တရားပြမနေ့ကညကနာမရူပပြိစေရဉာဏ်မှာရူပပြိစေရဉာဏ်ကိုယောဂီတို့ပြောပြခဲ့ပြောလဲပြလဲပြအဲ့တော့ယုံ28ပါးမှာမနေ့ကယောဂီတို့ကိုအားလုံးကူးလဲကူးပြီးလောက်ပါဘူးချုပ်တော်များများယုံ28ပါးရှိအဲ့ဒီ28ပါးအားလုံးဟာဘာဖြစ်တတ်တယ်လဲဆိုတော့ဖောက်ပြန်တတ်ဘာဖြစ်တတ်တယ်လဲဖောက်ပြန်တတ်သိတတ်သလားမသိတတ်ဘူးမဖောက်ပြန်ဘူးလားမြဲတဲ့အရာရှိလို့လားမြဲတဲ့အရာရှာမရှိစင်းရဲမှုအတီးမမြဲလို့စင်းရဲတာလို့ပြောတာနာလို့စင်းရဲတာဟာအပိုင်းကအဲ့တော့စင်းရဲတယ်တဲ့ယုံ28ပါးဟာအဲ့ဒီ28ပါးအားလုံးကိုယောဂီတို့တာမန်လူတွေပုထုဇဉ်တွေသိဖို့တချို့မလွယ်ဘူးမလွယ်တဲ့ယောဂီတို့သိနိုင်တဲ့ယုတ်တရားတွေကိုစက္ကုသောတာကာဏဇီဝစသည်ဖြင့်မျက်စိနားနှာခေါင်းလျှာဆိုတာကိုမြင်တဲ့သဘောတရားလေးတွေကိုရှင်းပြတယ်နားမြင်တာဟုတ်သေးလားကဲဒါဆိုတော့ဒီနေ့မနေ့မှာစိတ်အကြောင်းကိုပြောမယ်ဘာပြောမလဲစိတ်အကြောင်းစိတ်အကျဉ်း89ပါးရှိဘယ်နှပါးရှိလဲစိတ်အကျယ်က120ပါးရှိစိတ်အကျယ်က120ပါးပြီးရင်အားလုံးရေးထားတယ်အထက်မှာရေးနေပါပြီနော်အဲ့တော့စေတသိက်က52ပါးရှိစေတသိက်က52ပါးကဲကောင်းပြီအဲ့ဒါကိုပထမဦးဆုံးပြောမယ်အကုသိုလ်စိတ်ပါတယ်လေအကုသိုလ်စိတ်12ပါးရှိဘယ်နှပါးရှိလဲ12ပါးဟုတ်တယ်အကုသိုလ်စိတ်ဘယ်နှပါးရှိ12ပါးမှတ်ထားတော့အဲ့ဒါတော့လွတ်ရသွားမယ်နော်လွယ်လွယ်လေးပြောပြပေးမယ်ဒါပေမဲ့ပထမပိုင်းမှာတော့ဒေသနာအရပြောမယ်နော်ဒါလေးတော့သိခံနားထောင်ကြဘာတွေလဲမသိဘူးမပြောနဲ့တော့အဘိဓမ္မာတက်တဲ့လူတွေကတော့ပြီးပြီးသားဒါတွေကနော်ဘောဓမူစိတ်က10ပါးပါတယ်လေဘောဓမူစိတ်က10ပါးဒါမိမိပဲပြောပါမယ်နော်ဘောဓမူစိတ်က10ပါးလောဘမူစိတ်ကလောဘမူစိတ်က2ပါးမောဟမူစိတ်က2ပါးဆိုတော့ဒေါသရဲ့လောဘရဲ့မောဟရဲ့ပေါင်းလိုက်တော့အကုသိုလ်စိတ်ဘယ်နှပါးလဲမှတ်ထားတော့အဓိကသိဖို့ကအကုသိုလ်စိတ်12ပါးသိဖို့ပဲနော်လောဘမူဒေါသမူမောဟမူမရရင်ဒီပတိဘာပြဿနာမှမရှိဘူးယောဂီတို့သိထားရမှာအကုသိုလ်စိတ်ဘယ်နှပါးရှိလဲဟုတ်ပြီဒါအကုသိုလ်စိတ်12ပါးအာဟိစိတ်18ပါးရှိတယ်အာဟိစိတ်ဘယ်နှပါးရှိလဲ18ပါးအာဟိစိတ်ဆိုတာဘာလဲဆိုတော့နားလည်လွယ်တာလေးတော့ပြောပြမယ်နားလည်လို့မလွယ်တာတော့မပြောဘူးနော်လောဘဒေါသမောဟအဲ့စတဲ့ဟိတ်တွေမပါတဲ့စိတ်နော်အာဟိစိတ်18ပါးဥပမာယောဂီတို့လေးကိုရှုပ်ကြည့်လားအဲ့ဒါလေးကြည့်နေလောဘပါလားဒေါသပါလားဒါလေးကိုသိတော့မောဟပါလားရေတောက်နေတဲ့အချိန်ဟောပါပါမလားအဲ့ဒါမပါဘူးလားအဲ့ဒါ18ပါးကလည်းအကုသလဝိပဿစိတ်က9ပါးအာဟိကုသလဝိပဿစိတ်က10ပါးအကရိယာစိတ်က3ပါးအဲ့ဒီအာဟိစိတ်18ပါးရှိတယ်အဓိကသိရမှာအာဟိစိတ်18ပါးကိုသိထားဘာလို့သိထားမှာလဲအာဟိစိတ်18ပါးကိုသိထားနော်ဒါဆိုရင်ဒေါသအကုသိုလ်စိတ်ဘယ်နှပါလဲ17ပါးအာဟိစိတ်ဘယ်နှပါလဲဟုတ်ပြီဆိုတော့တခါထက်ရှိပြန်တော့ကာမသောမနစိတ်24ပါးတော့အဲ့ဒါတခြားပြောတာကိုကုသိုလ်စိတ်ကိုပြောတာ24ပါးကအဲ့ဒီမှာမဟာကုသိုလ်စိတ်က10ပါးမဟာဝိပဿစိတ်က10ပါးမဟာကရိယာစိတ်က10ပါးကာမသောမနစိတ်ကိုခေါ်တယ်24ပါးဘာမှပြီးတော့ရှင်းပြပေးမယ်နော်အဲ့ဒီစိတ်တွေဟာဘာမှမဟုတ်ဘူးကုသိုလ်စိတ်က24ပါးလို့မှတ်တယ်ကုသိုလ်စိတ်က24ပါးအဲ့ဒါမှတ်တယ်အဲ့တော့၃ပိုင်းပိုင်းထားတယ်သူကရှစ်သုံးဤအဲ့တော့လောကီတို့ရဲ့ဌာနသီလတွေမလုံလောက်တော့လားအဲ့ဒီစိတ်က10ပါးလို့အလွယ်မှတ်လိုက်မလွယ်ဘူးလားလွယ်တာအဲ့လိုလွယ်လွယ်စကားလုံးမျိုးသုံးပေးလိုက်နော်ဟုတ်လားခဏပြောအဲ့တော့သမထတွေခုနကတော့သောတာပန်သရကအနာဂတ်မဖြစ်ကြဘူးလားအဲ့ဒါက10ပါးလို့မှတ်ထားလိုက်ဘုရားရဟန္တာမဖြစ်ဘူးလားမ
မာကရိယာစိတ်အဲ့ဒါက8ပါ8 3လီ3ပိုင်းပိုင်းတော့24ကို3ပိုင်းပိုင်းနော်ဟိုဒါနသီလတွေလောက်တာကဘာဖြစ်တယ်လဲ8ပါသောတာပန်ကအနာဂံက8ပါတရားရဟနာဖြစ်တာက8 3လီအဲ့ဒါကုသိုလ်စိတ်လို့မှတ်ထားဒေါသအကုသိုလ်စိတ်က12ပါအာရိစိတ်က18ပါဟုတ်ပြီနော်ကုသိုလ်စိတ်က24ပါနော်နောက်တစ်ခုကြည့်ရအောင်ဇန်စိတ်က28ပါဇန်စိတ်ကပါလေလေအဲဒီလိုဇန်စိတ်လိုပဲပြောလိုက်ရူပ15ပုံမှာဗမာလေးရဲ့အဖြစ်များတဲ့စိတ်ကရူပဝါဒစစိတ်လို့ခေါ်တယ်အဲရူပဝါဒစစိတ်ကကုသိုလ်စိတ်က9ပါရူပဝါဒဝိပဿစိတ်က9ပါရူပဝါဒကရိယာစိတ်က9ပါအဲဒီရူပဝါဒစိတ်က15ပါသူကဘယ်ပုံမှာလဲဆိုရူပ15ပုံမှာဖြစ်တယ်နောက်ကအရူပဝါဒစိတ်12ပါအရူပ4ပုံမှာရှိတဲ့ဗမာလေးရဲ့တဏ္ဍာမှာအဖြစ်များတဲ့စိတ်ကအရူပဝါဒကုသိုလ်စိတ်က4ပါအရူပဝါဒဝိပဿစိတ်က4ပါအရူပဝါဒကရိယာစိတ်က4ပါအဲ့ဒီစိတ်ကအရူပဝါဒစိတ်က12ပါဘုရားကရူပဝါဒစိတ်15ပါးနဲ့12ပါးနဲ့ပေါင်းတော့20နဲ့ဘုရားအဲ့ဒါဒီအလုံးမရလို့ဘာမှမဖြစ်ဘူးပြဿနာမရှိဘူးတိထားလို့ကဇန်စိတ်က28ပါဇန်စိတ်ကကဲရပြီဒါဆိုရင်ယောဂီတို့ကိုမေးမယ်အကုသိုလ်စိတ်ဘယ်နှပါလဲ12ပါလောဘမှုရှေ့ဒေါသမှုနဲ့ဟောမြို့မတိရိစ္ဆာဝတ်မှာဒါတွေအကုန်အလွယ်လေးရေးထားတယ်လောဘဒေါသမောဟပေါင်းလိုက်ရင်ဘယ်နှပါလဲ12ပါအကုသိုလ်စိတ်ဘယ်နှပါ12ပါအာယစိတ်ဘယ်နှပါပေါင်းလိုက်လောက်ရတယ်လောက်ရတယ်30ရသွားပြီ30ရတော့အဲ့ဒီ30ရေဟိုဘက်ကကုသိုလ်စိတ်ကဘယ်နှပါလဲကဲကာမတောကနာစိတ်ကိုခေါ်တယ်အဲ့ဒါလောကမှာဖြစ်တတ်တဲ့စိတ်တွေအဲ့ဒီ54ပါသဘောပေါက်ပြီနော်ဒါဆိုရင်ယောဂီတို့အကုသိုလ်စိတ်ဘယ်နှပါအာယစိတ်ဘယ်နှပါဘုရားကုသိုလ်စိတ်ဘယ်နှပါအဲ့ဒါပေါင်းရင်ဘယ်လောက်ရဘယ်လောက်ရလဲယောဂီတို့ပတိမစိတ်ဘူးလားဂုံတော်မပွားဘူးလားမေတ္တာမပို့ဘူးလားအဲ့ဒီစိတ်တွေကဇန်စိတ်လို့ခေါ်တာပေါ့20နဲ့9ပါဘယ်နှပါလဲ28ပါဘယ်နှက54ရဲ့28ရဲ့ပေါင်း80ရဲ့1ဘယ်နှပါလဲဒီရှင်းလားစိတ်အကျဉ်းက89ပါရှိတယ်ခု80နဲ့ဘယ်လောက်ဖြစ်သွားလဲမတင်ရင်သိရင်နောက်ကြောင်းပြန်မယ်နော်မရမှဆိုလို့လွယ်လွယ်လေးရဲ့နော်ရောင်းသူအဲ့လိုတင်လိုက်တော့လွယ်သွားတယ်နော်ကာမသောဝနာတွေပါလိမဟာဝိပဿနာတွေပါလိမရရင်ခါအလွယ်ဆုံးလေးပြောပြရောဒီလိုအားလုံးအကျဉ်းမြင့်သိသွားအောင်ဒီစိတ်တွေကိုနော်ရုပ်တော့ကလည်းအကုန်လုံးရှင်းကြတယ်ဒီစိတ်တွေကိုရှင်းကြတယ်နော်အာဟုတုစိတ်ဘယ်နှပါ12ပါအာဟိစိတ်ဘယ်နှပါ17ပါကုသိုလ်စိတ်ဘယ်နှပါ17ပါအားလုံးပေါင်းရင်ဘယ်လောက်ရ50ပါဟောဇန်စိတ်ကဘယ်နှပါဟောကုသိုလ်စိတ်မှာဘယ်နှပိုင်းပိုင်းပထမပိုင်းကပါလေဒါနသီလဒုတိယပိုင်းကပါလေသောတာပန်ကပဲတတိယပိုင်းကပါလေတရားရဟန္တာဒါဆိုသိပြီနော်ဆိုလို့ရှိရင်အကုသိုလ်စိတ်မှာဘယ်နှပိုင်းပိုင်း3ပိုင်းပိုင်းလောဘရဲ့ဒေါသရဲ့မောဟရဲ့ဒါအကုသိုလ်စိတ်က12ပါအာယစိတ်က18ပါအဲ့ဒါပေါင်းရင်30အဲ့ဒါဆိုဘယ်နှကပြောကုသိုလ်စိတ်24ပါပေါင်းလို့ဘယ်လောက်ရမလဲ54ပါဇန်စိတ်29ပါထည့်ပါဘယ်လောက်ရမလဲ80နဲ့ဒီမဲ့ဘယ်နှပါရှိလဲကိုယ်ဘယ်နှပါရှိလဲနှစ်ခုပေါင်းတော့ဘယ်လောက်ရဘယ်နှ80နဲ့ဘယ်လောက်လဲဘယ်လောက်ရလဲနားလည်ပါလို့အဲ့ဒါစိတ်ရဲ့အကျဉ်းပဲအလို့ရပါလားရှင်းလားအစတော့ခက်တယ်လို့ခက်ရလားမခက်ဘူးနော်စိတ်အကျဉ်းရပါလားရပါပြီနော်ဒါဆိုစိတ်အကျဉ်းပဲထပ်သွားမှာနော်အဲ့တော့ခဏကထပ်ပြောရအောင်ဒါဆိုလို့ရှိရင်အကုသိုလ်စိတ်ဘယ်နှပါအာဟိစိတ်ဘယ်နှပါ18ပါကုသိုလ်စိတ်ဘယ်နှပါ24ပေါင်းတော့ဘယ်လောက်ရဇန်စိတ်ဘယ်နှပါပေါင်းတော့ဘယ်လောက်ရ80နဲ့ဒီဟုတ်ပြီနော်မက်ကဘယ်နှပါဒါဆိုရင်ဇန်စိတ်ထဲမှာပြန်ကြည့်မယ်ဇန်ကဘယ်နှပါရှိလဲပထမဇန်ဒုတိယဇန်တတိယဇန်သုတ္တဇန်ဇန်ဘယ်နှပါလဲအဲ့ဒါနဲ့မြောက်9လေးဒီဟုတ်တယ်နော်9လေးဒီကိုကဘယ်နှပါလဲဇန်5ပါးနဲ့မြောက်အဲ့20တော့ဘယ်လောက်ရ40ရဟိုက80နဲ့ပေါင်းလို့ဘယ်လောက်ရအဲ့ဒါစိတ်ရဲ့အကျဉ်းနားလည်ပါ့မလားပြီးထုတ်ရေးပါဒါဆိုလို့ရှိရင်စိတ်ကအကျဉ်း120ပါးရှိတယ်နော်အဲ့ဒီ120ပါးဒေါသမှုဒေါသမှုဘောကမှုစိတ်ကနေပြီးတော့ဟောဘက်ကိုခဏပြောတော့မဲ့ဉဏ်ပူဉဏ်စိတ်အထိကိုမေးကြည့်မဲ့ဉဏ်ပူဉဏ်လဲနောက်ဆုံးပူကထွက်လာရင်အဲ့ဒီအာယုံကပြန်မသိလားသူမသိလားညကတညာလုံးအိတ်နေတယ်လူတယောက်ကညကတညာလုံးအိတ်တော့မိုးရွာတော့အိတ်လို့မကောင်းလားဟဲ့ကောင်းပါအရန်ကောင်းတာပဲဒါအိတ်နေတဲ့အချိန်သိတာလားဘယ်ချိန်သိတာလဲနိုးလာတော့မှညကဘယ်တော့အိတ်လို့ကောင်းတယ်သိတယ်အဲ့ဒါပူဝင်လာတာအဲ့ဒီလိုပဲတော့ဥပမာလေးပြောပြ
နော်အဲ့တော့သူပြအာယုံပြုလို့သူမသိလားသိလားဒါဆိုရင်အာယုံကိုသိကြလို့မပြောရဘူးလားပြောတာယောဂီတို့မှာအခုအတိလေးမရှိလားရှိလားဒါဆိုအဲ့ဒီ120ပါးတွေကဘာနဲ့အားထုတ်ရမှာလဲတိတလုံးနဲ့အားထုတ်ရမှာဘာနဲ့အားထုတ်ရမှာလဲအဲ့တော့ခဏပြောနန္တိပညာတဆိုတာဒါထားပါတော့နော်စေတသိက်ကိစ္စတွေပါလေလည်းထားတော့နော်အဲ့တော့တောင်းပြီးယောဂီတို့ရေနော်အဲ့ဒီစိတ်ကလေးကနန္တိပညာဆိုအဲ့ဒါလေးအားလုံးပေါင်းရင်တိတလုံးမရဘူးလားရတာစေတသိက်51နဲ့ပါကောင်းတော့နန္တိပညာတဆိုတာရတယ်53ပေါ့ဒီတော့အဲ့ဒီအားလုံးဒီလေတိတလုံးနဲ့ရှိတယ်ဘာရှိတာလဲတိတလုံးဒါဆိုရှင်းသွားလားဒါဆိုရင်ယောဂီတို့စိတ်ပိုင်းနဲ့ဆိုင်ရာတော့နားလည်သွားပြီနော်နားလည်သွားဘူးလားနားလည်သွားပြီစိတ်ပိုင်းဆိုင်ရာကိုနားလည်သွားပြီဆိုတင်တာအကြောင်းရှိလို့ပြောပြအခုဒါဆိုရင်ယောဂီတို့ရလာတာဘဝမရလာဘူးလားရလာလားအခုဘဝမရဘူးလားဒါဆိုရင်တန်တရားအစတော့ဘုရားမပြေဘူးနော်ဘဝအစကိုစဉ်းစားကြည့်မယ်နော်ဘုရားပါလေဟောသွားတယ်နော်မိမိတို့ဘဝအစဆိုတာလေးကိုဘဝဆိုတာဟာဘဝဆိုတာဘာလဲဆိုတော့မွေးဖွားခြင်းပေါ့မွေးဖွားခြင်းကနေတေဆုံးခြင်းအလယ်မှာဖြစ်တည်ခြင်းကိုဘဝလို့ဘဝဆိုတာဘာလို့ခေါ်လဲလူဖြစ်မယ်နတ်ဖြစ်မယ်ခွေးဖြစ်မယ်ကံကောင်းကံဆိုးလိုက်ပြီးတော့မဖြစ်ဘူးလားဖြစ်လားကဲဒါဆိုလို့ရှိရင်ယောဂီတို့အခုတစ်ခုသုံးတက်ကြည့်အောင်နော်ကဲလူတရားဒီလူတည်တော့မယ်သူ့နာမည်ကိုမဲ့လိုက်နာမည်လေးပေါ့နော်ဦးမဲတည်တော့ဘာလို့ပါလဲအဲ့တော့ကာမတက္ကရာသမာဓိကြီးဉာဏ်နဲ့ဟောရတော့မှာဟုတ်ပြီနော်အဲ့ဒီဉာဏ်အခြေမပါရင်ဝိရဝါဒနဲ့ဘာမှမသိသူဒီလွန်ခဲ့သောဘဝတွေကမနေ့ကဒီဘဝပိုင်းခြားထားတယ်နော်နားလည်သွားပြီနော်ဟုတ်လားကိုယ်လွန်ခဲ့သောဘဝတွေကဒီအတိတ်ဘဝအခုပြစ္ဆုတ်ပံဘဝကမတိုင်မြင်လုံးကသူဘဝတွေကနေသူ့မှာကောင်းတဲ့ဆိုးတဲ့ကံတွေမလုပ်ခဲ့လားလုပ်ခဲ့လားအဲ့ဒီကံတွေကဘယ်လိုနောက်လိုက်တာလဲဒီဘဝမှာဦးမဲဒီအသက်50အရွယ်မှာစုတည်ရတော့မယ်သေရတော့မယ်ပေါ့လေဘာပြရတော့မှာလဲသူသေရတော့မယ်ဟုတ်ပြီလားအဲ့တော့သူသေရတော့မယ်ဆိုတဲ့အခါမရဏတန်တန်ဇောဆိုတာဆိုရတယ်အဲ့လောက်ကြီးမြန်မြန်တားတိုက်လို့ပဲသေသည်တစ်ပင်ဘဝပြုတ်ကြလို့ပဲသေသည်မရဏတန်တန်ဇောဆိုတာမဆိုရဘူးလားဆိုရလားအဲ့တော့ဇောဆိုတဲ့နေရာမှာယောဂီတို့ကိုပြောပြမယ်နော်မနေ့ကပြောပြတယ်ဝိသိစင်လေးကိုပြောပြရမယ်နော်အတိတဘဝင်ဘဝင်ကဆလနာဝေကုပိစေတာပင်စရရဝဆန်စက္ကုဝိညာဉ်တံပတိဆိုင်တန်ဒီရဏဝုဖောဇောပနတိတရားယုံနဲ့တိအဲ့ဒီကဇောကိုပြောတယ်အဲ့တော့ဘာကိုပြောတာလဲတဲ့ဆိုတော့အတိတဘဝင်နဲ့ဆိုကြည့်ပါအတိတဘဝင်ဆိုတာကယောဂီတို့ရဲ့အိတ်နေတဲ့ခါနော်ဝင်စိတ်နဲ့မအိမ်လားအိမ်လားဥပမာလေးအိတ်နေတဲ့အခါကျတော့မိမိနှလုံးအိမ်မှာအိမ်တဲ့အိမ်ကုံအိမ်တွေကိုခဲနဲ့ပေါက်လိုက်ရင်ဒေါင်းဆိုပြီးတော့ညီသွားတော့ဘဲတော့ကလွန်မသွားဘူးလားအဲ့ဒီလိုပဲမိမိတို့ရဲ့ဟာတရားနှလုံးအိမ်မှာညဘက်မှာအိတ်တော့ကြာနေတဲ့ဘဝင်စိတ်နဲ့အိမ်မောကြာနေတဲ့အချိန်ဘာစိတ်လဲဘဝင်စိတ်ဘာစိတ်လဲဘဝင်စိတ်အိမ်မောကြာနေတဲ့အချိန်မှာလာပြီးအတန်ကြီးတဲ့တန်ကလှုပ်ခတ်လိုက်တာနဲ့ခတ်စင်နေတူတယ်ကားလေးပေါက်လိုက်တယ်ဆိုဘုံဆိုတော့အတန်ကလာမလှုပ်လားလှုပ်တာအဲ့ဒီလိုထိပြီးတော့အဲ့ဒီဟာကြီးကလွန်သွားတာအဲ့ဒါကိုအတိကဘဝင်သဘောပေါက်ပြီနော်အိတ်တဲ့အိမ်ကိုမလုပ်နိုင်တယ်လေခဲလုံးနဲ့ပေါက်တော့ခဲလုံးကလွန်မသွားဘူးလားအဲ့ဒါကိုလွန်သောဘဝင်တဲ့ဗါတယ်လေအဲ့ဒီလိုကြတော့ဘဝင်ကဆလနာပြောကြည့်ပါအဲ့ဒါတခြားမဟုတ်ဘူးအဲ့ဒီလိုခဲနဲ့အပေါက်ခံရရတယ်လို့ခါရရမှာလာကြည့်လိုက်ခါကျလှုပ်မသွားဘူးလားဘာလှုပ်သွားလဲဘဝင်လှုပ်သွားတယ်ဘာလှုပ်သွားလဲအဲ့ဒါကိုလှုပ်သောဘဝင်အဲ့ဒါဘာဖြစ်လဲလှုပ်သောဘဝင်အဲ့ဒီလှုပ်နေရကနေပြီးအဲ့ဒီဘဝင်စိတ်ကလှုပ်ရကနေပြီးဒီတိုင်းရက်မသွားဘူးလားမရက်သွားဘူးလားအဲ့ဒါကိုဘဝင်ကုပ္ပစေတာသူကဘာလဲဆိုတော့ပြတ်ထွက်သွားပြီအဲ့ဒါဆိုလို့ရှိရင်ယောဂီတို့ဘဝင်စိတ်ဘာဖြစ်သွားလဲပြတ်ထွက်သွားပြီဘာဖြစ်သွားလဲပြတ်ထွက်သွားဘဝင်စိတ်ပြတ်သွားရင်သူနိုးတာနဲ့ခက်စင်တယ်ပေါ့ဝိသိဘက်ကိုရောက်မှာနော်ဝိသိဆိုတာသိတဲ့စိတ်ဘဝင်စိတ်ကသိတာမသိစိတ်ထဲကိုပြောတာအဲ့တော့ပြင်စဓာရဝဇန်းနဲ့ငါးဓာရကဘာလို့မျက်စိနားပါလဲဘာလို့လဲစင်ကျင်တာငါးဓာရဘာလို့ကလဲအဲ့ဒီစိတ်စက္ကုဝိညာဉ်အာယုံကိုမြင်တဲ့စိတ်ဘာကိုမြင်တဲ့စိတ်လဲအာယုံကိုမြင်တဲ့စိတ်တမတိဆိုင်အာယုံကိုလက်ခံတဲ့စိတ်တမတိဆိုင်ကဘာလဲအာယုံကိုလက်ခံတဲ့စိတ်တန်ဒီရဏအဲ့ဒီလက်ခံထားတဲ့အာယုံကိုစူးစမ်းတာဘာလဲစူးစမ်းလားဘယ်သူလဲဘာလဲစိတ်ဖြစ်စင်တော့ဟာလားစိတ်ကလေးကတစ်ချက်မှာအဲ့လိုဖြစ်နေတဲ့ဟာလေးနော်စူးစမ်းတဲ့စိတ်အာယုံကိုဝုတ်ထောဆိုတာကအဲ့ဒီအာယုံကိုမှတ်သားထားတာဘယ်သူပါပါကဲစိတ်ကမစမ်းကြလားအဲ့ပြီးတော့မှဇောခွနဲ့ကြိမ်ခံစားတာဘာလို့လဲပြီးတော့တရားယုံနဲ့ကြိမ်ဆိုတာအဲ့ကြိုက်တယ်မကြိုက်တဲ့စိတ်ကိုပဲအဲ့တော့တေကန်ကြီးအဲ့ဒီကဇော9ချက်3ချက်စသည်ဖြစ်သွားမတူတော့မတူဘူး9ချက်လို့ပဲထားကြညာနော်
ဇော9တန်ပြန်နေတာကြားဘူးလားရောလို့တိတာတော့ချွေးတွေပြန်နေတာကိုတေကန်ကြီးချွေးတွေပြန်နေတာကိုဇောချွေးပြန်တယ်လို့ပြောလာဘုရားဟောတာကပြောတာမဟုတ်ဘူးနော်ဇောကသူ့တေကန်ကြီးမှာမရဏတဏ္ဍာတော့မရှိလားရှိလားအဲ့လိုတေတဲ့အခါမှာမရဏ3မျိုးရှိတယ်ဘယ်နှမျိုးရှိလဲသမုဒိမရဏဆိုတာတသက်မှာတစ်ခါတေတာကိုဘာလို့ခေါ်လဲခဏိကမရဏဆိုတာဖြစ်တည်တဲ့ခဏကိုပြောတာခဏိကမရဏဆိုတာယောဂီတို့ညာအရှုတယ်လေခဏိကမရဏသမုတ်စေရမရဏဆိုတာဘုရားယဟန္တာတွေတင်းလေးကပြုတာနော်အဲ့တော့တေကန်ကြီးဆိုလို့ရှိရင်အတိတ်ဘဝကပြုရတဲ့ကံရဲ့ပြစ္ဆုတ်ပံကံရဲ့သူဘာလဲအားပြန်နေတယ်ဘာလို့ကလဲအားပြန်သူ့အကျိုးပေးဖို့ဘဝတစ်ခုကိုဖန်တီးပေးဖို့အတွက်အတိတ်ဘဝကကံတွေဘာလို့ရတာလဲအားပြန်တာဗောအားပြန်လက်ရှိဘဝထုတ်လုပ်နေတဲ့ကံတွေအတိတ်ဘဝကအကျိုးပေးရှိတဲ့ကံတွေအားပြန်တာဗောအဲ့လိုအားပြန်တဲ့အခါမှာတေကန်ကြီးမှာကာမနမိတ်ဂရိနမိတ်ဆိုမပေါ်လားပေါ်လားကံနမိတ်သူပြုတာတွေမပေါ်လားပေါ်လားကာမနမိတ်ဆိုမပေါ်လားပေါ်လားသူသွားရမယ့်ဘဝဆိုတာဗာလေဂရိနမိတ်လောကီလိုကြားဖို့မှာပါဟိုဘဏ္ဍကပြောလို့နိုင်ရထားလို့ဘာလို့ငရဲခွေးလို့ကြားလို့လေနော်အဲ့ဒါကြီးပြကံနမိတ်ကာမနမိတ်ဂရိနမိတ်ယောဂီတွေသေရဲအဲ့ဒီတိုင်းသွားပြီဟုတ်ပြီနော်နမိတ်တွေလာမယ်ဟုတ်လားအဲ့ဒါကံလန်းဘာလန်းလို့ခေါ်လဲကံနဲ့တွားနေတဲ့လူမှန်တယ်များဒီတိုင်းတွားရဟုတ်ပြီနော်အဲ့ဒါနိယာမပဲအဲ့ဒါကိုကမ္မနိယာမလို့ခေါ်တယ်ဘာလို့ခေါ်လဲအတုနိယာမပဲအဲ့ဒီလိုကာကနေခြေလေပြီးတဲ့အခါကျတော့ဒေဝဂတိနတ်ပြည်ရပေကဂတိတိတ်တာရမနုဿဂတိလူဘဝရတိဋ္ဌာနာဂတိတိဋ္ဌာန်ဘဝရနိယာယဂတိငရဲရမဖြစ်ဘူးလားဖြစ်လားဘယ်သူကရွေးချယ်ပေးတာဘယ်သူကရွေးချယ်ပေးတာလဲဒါဆိုဘယ်သူဝင်ကယ်လို့ရလဲသဘောပေါက်ပြီနော်ဘယ်သူကဘယ်သူဆောင်ရွက်ခဲ့မှကောင်းတာဆိုတာဘယ်သူလုပ်မှရတာလဲစေတနာကောင်းမှဘာကောင်းမှာလဲဝေဒနာကောင်းမှာနော်သဘောပေါက်ပြီနော်အဲ့တော့ဒီလောက်ကြည့်ရင်ယောဂီတို့တေကန်ကြီးမှာဒါလို့ရှိရင်မရဏတဏ္ဍာဆိုစောမလို့လားမစောဘူးလားစောလားအဲ့လိုစောပြီးတော့အဲ့ဒီလူတေပဲအခုတေရတော့မယ်ဆိုအဲ့ဒီလူကံကြီးကအားပြိုင်တာပေါ့အားပြိုင်တော့မနေ့ကယောဂီတို့ကိုပြောပြီးဇဏကကံနဲ့တိဆောက်ပေးမှာပရိသေတိကိုတိဆောက်ပေးမှာဘာကံလို့ခေါ်လဲဇဏကကံလေးကပရိသေတိကိုတိဆောက်ပေးမှာဖြစ်တဲ့အတွက်အဲ့ဒီကံလေးကနေပရိသေတိကိုတိဆောက်တော့ကံကြီးအားပြိုင်ဟာဒီလူကအရင်ဘဝတုန်းကခုဘဝဆင်းရဲပြီမဲ့အတိတ်ကကံကကောင်းတာတွေလုပ်ခဲ့တယ်သူကကောင်းတာလုပ်ခဲ့တဲ့အတွက်သူကသူ့ကိုသေတဲ့အခါကျရင်သုတိခဏလေးတော့သေတယ်ဆိုတာနှက်ခံနေတယ်နော်ဖြစ်ပြီးပြခဏလေးဖြတ်ဆိုတဲ့ဘက်ကဖြုတ်ချလိုက်တာလေကိုယ့်ဘက်မှာဘဝတည်းပရိသတ်နေမတိလားတီလားတီသွားတော့ဟုတ်ပြီဒါဆိုရင်အဲ့ဒီလိုသုတိဆိုတာနဲ့ဟိုမှာပရိသတ်ကြီးခက်ကနေဖြစ်သွားတာမချဘူးတော့ခန္ဓာငါးပါးချသလားအဲ့တော့သူသေတော့မယ်ဆိုလို့ရှိရင်သူ့ကိုဘယ်နှကပြောတယ်သူ့နာမည်ကဦးမဲတည်တော့မယ်မတည်လားတည်လားဟာသူကောင်းတာတွေပြုခဲ့တာတော်တော်ကောင်းတာကုသိုလ်ကောင်းမှုတွေလုပ်တယ်ဒါဆိုရင်သူ့ကိုဘယ်ပို့လဲဟောလာပြီနော်ဘယ်ပို့မလဲသူဘယ်ပို့မလဲရန်ကုန်ပို့ရအောင်သူပရိသတ်တွေဘယ်ပို့ရမှာလဲခံစင်းရှင်ကရွေးတာလားကံကရွေးတာလားရန်ကုန်တော့ဘယ်လိုနေရာကိုပို့ရမှာသူအရန်ကောင်းတာတွေလုပ်ခဲ့တာဝိနာမီယာဘယ်ပို့မလဲဝိနာမီယာကိုတောင်မှဘယ်သူဝမ်းလေးကိုရောက်မလဲဟောတထေးကြီးဝမ်းလေးကိုသူရောက်ရမှာဒါဆင်းရဲပြီမဲ့ဘာဖြစ်လဲဘယ်သူကခြေလဲနေတာလဲကံကခြေလဲတဲ့အတွက်ကံတက်တိကနေခြေလဲပေးတဲ့အတွက်ဖြတ်ဆိုပြီးတော့တထေးဝမ်းထဲမှာရောက်အဲ့ဒီမှာနောက်ဘဝမှာအသက်ဘယ်လောက်နေရမလဲဘယ်လောက်ချမ်းသာမလဲဖြူမဲ့မဲနဲ့အကုန်ပါလို့လားနားလေသဘောပေါက်လို့ရလားကာမတက္ကရအမာဒိဋ္ဌိကိုသင်လို့ဝိပဿနာဘက်ကိုပြောင်းလို့ကောင်းတယ်ဟုတ်ပြီနော်အဲ့ဒါဘယ်သူလောက်သွားတာကံပါလို့ဘယ်သူဝင်ကြလို့ရလဲအဲ့တော့သင်တဲ့လူအလောင်းသားမှာအဲ့ဒါယောဂီတို့ကြိုက်တာတွေလုပ်ကြမလုပ်ကြလားလုပ်ကြလားကြိုက်တယ်လို့လုပ်ဒါပေမဲ့သူလုပ်တဲ့ဟာသူပဲရမှာယောဂီတို့မှတ်လို့ဟုတ်လားမဟုတ်လားဒါကာမတက္ကရကာမဒိဋ္ဌိညာလို့ကောင်းစုပဲတောင်းတောင်းဘာပဲလုပ်လို့ယောဂီတို့အမြတ်တမ်းပေးတာတော့ပိတ်တာ9မျိုးမှာတစ်မျိုးတည်းမှာအဲ့ဒီတစ်မျိုးတောင်မှပဲသဘောပေါက်လားမှန်းရတာဟုတ်လားမဟုတ်လားမြင်ရလို့လားအဲ့တော့အခုတည်းကသူများမှန်းပြီးတော့ကုသိုလ်ပြုရမှာနဲ့ကိုယ့်ကိုယ်အရိယာဖြစ်အောင်လုပ်သွားရင်ကောင်းလားကောင်းတယ်အဲ့ဒါကြောင့်အာဘောခံပြီးသင်ပေးတာနော်ကဲအဲ့ဒါဆိုလို့ရှိရင်အဲ့ဒီမှာလည်းရှိသေးတယ်ဟိုးအရင်ကအဲ့ဒီမှာဘယ်လိုလဲဆိုဒါကောင်းတာလုပ်တာပေါ့တချို့ကလည်းကောင်းတာလုပ်တော့လုပ်တယ်ကောင်းတာလုပ်လို့နဲ့စာမှုပဲဖြည့်တယ်လို့ပေါ့လေလူဘဝကိုရောက်ဖို့အတွက်အားပြိုင်ရင်းနဲ့အမှတ်40လောက်ပဲရတယ်ဒီမှာရောလို့အကြောင်းကဘယ်နှမှဆိုရင်အောင်တယ်40လူလာဖြစ်တယ်သူက
လူဖြစ်ပေမဲ့သူကကန်ဆွမ်းအား40လောက်ဆက်ပြီးလို့မရဘူးမရတဲ့အတွက်သူဒီဘာဖြစ်လဲစွန့်မယ်အားမယ်ကမ်းမယ်လူတော့ဖြစ်တယ်ပေါ့လေဒုက္ခတိဟိတ်ဆိုမဖြစ်လားဖြစ်လားအဲ့တော့နောက်တစ်ခုကဒုဟိတ်ဆိုတာရှိတယ်ဘာလဲလဲဒုဟိတ်ကလူချင်းအတူတူပဲသူလည်းလူပဲကိုလည်းလူပဲဒါပေမဲ့ဒီလူကဒီဘဝတော့တရားမရနိုင်ဘာဖြစ်လို့လဲအရင်ဘဝတွေမှာသူကခဏကပြောတယ်လို့အမောဟမောဟမောဟအမောဟဆိုတဲ့ဟာဉာဏ်ကိုမပါလာတဲ့သဘောပေါက်တယ်ယောဂီတို့တရားအားထုတ်တယ်ဒါအမောဟပညာပါတယ်ကိုယ်ဘဝမှာတကယ်လို့ဒီဘဝဒုရိပ်ဖြစ်ကိုယ်ဘဝမှာတိရိပ်ဖြစ်တယ်တိရိပ်ဆိုတာကတရားရတယ်ဒီဘဝတရားရတယ်ဒုရိပ်ကလူချင်းတူပဲတရားရတယ်လားဘာကံနေတယ်လို့လဲအမောဟနေနေလို့ပညာပါလို့လားအရင်ဘဝကပါမီမဖြစ်ရင်ရမလားအဲ့ဒါအရေးကြီးတယ်လူဖြစ်ပါတော့လည်းပဲဒီကကံကိုမထူပါပဲတဲ့ပညာဉာဏ်မရှိတဲ့ဘာပါတဲ့ခါကျတော့တရားရလို့လွယ်လားလူချင်းတူပြီးတော့အသက်ရှင်ခြင်းကွဲသွားပြီဝိုင်းနေလို့မကောင်းတာကောင်းအဲ့တော့နော်ကဲအဲ့ဒါဆိုလို့ရှိရင်ဒီသူကံအတိုင်းလူဖြစ်တယ်နတ်ဖြစ်တယ်ကိုယ်ဖြစ်တယ်ဘယ်သူဖန်ဆင်းလို့ရလဲလူဘုံကိုရောက်လာတဲ့အခါယောက်ျားလေးဖြစ်မယ်မိန်းမလေးဖြစ်မယ်ပိန်မယ်ဝမယ်ချမ်းသာမယ်ချင်းမယ်ချောမယ်တမယ်အရက်ဘူးမယ်အရက်ရှိမယ်ပညာတတ်မယ်မတတ်ဘူးဘယ်နေရာဒေသအဲ့တော့အဲ့ဒါကြီးအားလုံးဘယ်သူကစီမံကံကစီမံထားတယ်သူမဲ့တင့်တော်မဲ့ဝိခင်ပြီးခင်ဝမ်းလိုက်တယ်ဘိုက်ထဲကိုဗီဇာအဖြစ်ထည့်ပေးလိုက်ဒီကလူတွေမှာခေါ်ဖို့ပါတယ်သာသနာဟိတမှာတပည့်တွေကဓမ္မပူဇာလို့အပြင်မှာတိတ်ပြီးတော့မဟောပါဘူးကိုယ်ကတယောက်တည်းတရားအထုတ်တာပဲစိတ်ဝင်စားတယ်အခုတော့မှယောဂီတို့တရားပြလူတွေတရားထုတ်တဲ့ချိန်ပုတ်တာဘာလို့လဲအမြဲတမ်းနေအေးတာလေးကိုခံစားရအញ្ញချမ်းသာတယ်အဲ့တော့လူဘဝတစ်ခုကိုသူရောက်တယ်အဲ့တော့အင်မတန်ဉာဏ်နဲ့သူကအကုန်လုံးကိုသူကဥပတိဘင်းဖြစ်ပြီးပြညပြောလို့ရနော်ဒီခဏလေးမှာပဲကိစ္စပြတ်သွားတာသူကခဏငယ်၃ချက်စေတာနဲ့ဒီဘက်မှာကိုယ့်ဘက်ကသုတိဒီဘက်ကဗလိတ္တိကိုယ့်ဘက်ကသုတိအဲ့တော့စက္ကန့်မီးနဲ့ချားရလားနောက်ဘဝတည်းမများလားမြန်လားတင့်တော်ရာမိပါလေ1 byte ထဲမှာကြာဒီဘက်မှာတော့အလောင်းကြီးကိုကြည့်ပြီးကြီးကန်းနေအားလို့တော့ white arm နေတော့လိုက်တာလားအမလေးဒီပါပြီးရှင်ပါမငိုလားမို့လားတော့ကပြိဒီဝဒုက္ခဒေါမနတာဥပယတာတံဘဝကြီးဖြစ်နေကြတယ်နော်အဲ့တော့ဘဝတည်းဆိုတာအစဉ်းစားကြည့်နည်းနည်းလေးတော့သိခံတာထောင်ပြီနော်အင်တာနက်တင်တဲ့ခါကျတော့စာပေလေးနဲ့ပါမှကောင်းတယ်အမိငွေစဉ်ကာလတုန်းကပဋိသန္ဓေစိတ်19ပါးရှိဒါတော့ပဲနားလေနော်အချို့လဲနားလေမှာမဟုတ်ပါတဝုဒ္ဓပတ်ရဲ့ကြပြိုင်နဲ့ဖြစ်တဲ့ကံသင်္ခါရပေးပါတဲ့ကမ္မစယုတ်က20ရှိဒါကံကြောင့်ဖြစ်ပေါ်လာတဲ့ယုတ်ပြီးတော့နည်းနည်းနားလေတော့ဒါလေးမှတ်ထားနော်ပဋိသန္ဓေစိတ်က19ပါးကမ္မစယုတ်က20အဲ့ဒီကံသင်္ခါရကိုအကြောင်းခံပြီးတော့ဝိညာဉ်ဆိုတဲ့အကျိုးပေါ်လာတယ်ဘာဆိုတာပေါ်လာလဲဝိညာဉ်ဟုတ်တယ်နော်အဲ့တော့ဒီကမ္မစယုတ်20ဟာပြန်ကြည့်မယ်နော်ကမ္မစယုတ်20ဟာယုတ်တရားမဟုတ်လို့သူ့ကိုခန္ဓာ၅ပါးဖွဲ့မယ်နော်ပဋိသန္ဓေစိတ်ကလေးမှာပါလာတာလေးကိုယုတ်ကလေးမှာပါလာတာပဋိသန္ဓေစိတ်ကလေးရဲ့ယုတ်ကလေးရဲ့မရှိလားရှိလားနည်းနည်းနားလည်လွယ်အောင်ပေါ့နော်ဟာလားပဋိသန္ဓေစိတ်က19ပါးကမ္မစယုတ်က20ဒါလေးတွေနောက်ပိုင်းရှင်းတဲ့ခါကျလုံးထွေးပုံမှာဆိုလို့အဲ့တော့ဒါလေးတွေကပြန်ပြီးတော့ယုတ်တရားမလို့ဒီကမ္မစယုတ်ကလေး20ကယုတ်တရားမလို့ရူပခန္ဓာယုတ်တရားကိုဘာခေါ်လဲရူပခန္ဓာအဲ့တော့ပဋိသန္ဓေဒါကယုတ်ကရူပခန္ဓာဆိုတော့နံတရားကိုကြည့်ရအဲ့ဒီပဋိသန္ဓေစိတ်ကလေးမှာသဘောတရား9မျိုးပါလာဘယ်နှမျိုးပါလာလဲ9မျိုးလွယ်တယ်မခက်ဘူးနော်သဘောတရား9မျိုးပါလာဒါမွေးတဲ့ကစပြီးတော့ပဋိသန္ဓေတည်တဲ့ကသဘောတရားဘယ်နှမျိုးပါလာလဲ9မျိုးဖတ်တာပြောကြည့်ဖတ်တာဝေဒနာပညာစေတနာဧကတရာဝိတေတရေမနတိကာရနော်အဲ့ဒါလေးကြီးကစဉ်းစားကြည့်ဒါဆိုရင်ရူပခန္ဓာကယုတ်တရားကရူပခန္ဓာဝေဒနာကဝေဒနာခန္ဓာပညာကကျန်တဲ့ဟာလေးတွေကခုနကပြောသလိုစေတနာတို့ဧကတရာတို့ဘာလို့လေးကခုနပြောသလိုသင်္ခါရခန္ဓာဘာခန္ဓာလဲဝိညာဉ်ကဘာခန္ဓာလဲဝိညာဉ်နဲ့ခန္ဓာဘယ်နှပါးဖြစ်ခုနကသဘောတရား9မျိုးကောက်တော့ခန္ဓာဘယ်နှပါးရလဲဟောဒီပရိသတ်တွေဝိညာဉ်လေးနဲ့ခုနကယုတ်တရားလေးမှာခန္ဓာဘယ်နှပါးလဲဒါဆိုအတိတ်ကပြုခဲ့တဲ့အကြောင်းတရားလေးကိုခံပြီးတော့အတိတ်ကပြုခဲ့တဲ့သူတည်သွားပြီဘာဖြစ်ပါမလဲသူအတည်သွားပြီ
တီဗီတက်လိုက်တော့သူနော်ကဲအကောင်လေးနဲ့ကြည့်ရအောင်နော်ဟိုးအရင်ဘဝကမပြုတ်ခဲ့လားပြုတ်ခဲ့လားဘာအကြောင်းတရားတွေမပြုတ်ခဲ့လားပြုတ်ခဲ့အကြောင်းတရားတွေအကုသိုလ်ရဲ့ကုသိုလ်ရဲ့မပြုတ်လားပြုတ်လားအဲ့ဒါအကျိုးကောင်လေးဘာကျိုးလားပေါ်နေလေပဋိသန္ဓေမကျိုးပေါ်လားပေါ်လားဘာကောင်လေးလဲအကျိုးကောင်လေးပေါ်ဘာကောင်လေးပေါ်တာလဲဘာတွေကိုပြုတ်ခဲ့လို့အကျိုးကောင်ပေါ်တာလဲအကြောင်းတရားတွေဘာအကြောင်းတရားတွေလဲအကုသိုလ်ဟုတ်ပြီအဲ့တော့အကျိုးတရားကောင်လေးဒီကာလလေးမှာကျတော့ပြန်စဉ်းစားကြည့်တာအဲ့ဒီအကျိုးတရားပေါ်တဲ့ကောင်လေးမှာတဏှာရဲ့မာနရဲ့ဒိဋ္ဌိဘာပဲတဏှာဆိုတာကလူကျင်တာပေါ့လေမာနဆိုတာမိပြုမမိငါးသားလေးကိုထောင်သွားတာပေါ့ဒိဋ္ဌိကပုဂ္ဂိုလ်တ attva လို့ပုဂ္ဂိုလ်ယုံကြည်တာတ attva ရဲ့တဏှာကိုကျေအောင်ချဲ့ပေးနေတာတို့ပဲသူရပေါင်းလိုက်တော့ငါးပြအာယုခံစားနေတာကကာမတဏှာဘဝကိုနှစ်သက်တာကဘဝအဲ့ဒါတရားကိုကောက်လိုက်တော့တတ္တတာပြည့်ဘဝမြဲတယ်ဘဝဆက်တယ်လို့ယုံကြည်တာကဘဝတဏ္ဍဘဝပြတ်တယ်လို့အယူပါဒကဝိဘဝတဏ္ဍအဲ့တော့စဉ်းစားကြည့်ရင်ယောဂီတို့တရားအားထုတ်တဲ့အခါကျတော့တဏှာကိုမတတ်ဘူးလားတတ်လားတဏှာတော့တတ်တာပဲမတတ်ဘူးလားတတ်လားဘယ်တဏှာကိုတတ်တယ်လဲသိမသိဘူးသိလားသိပါညာတော့အဖြစ်ကကာမတဏှာကိုပဲရမ်းတတ်နေတယ်စဉ်းစားကြည့်သောတာပန်များဘာဘယ်တဏှာကိုတတ်သွားလဲသိလားဘယ်ဘဝပဲကျန်တော့လဲဘဝတဏှာကိုတတ်သွားတယ်သောတာပန်ကြီးကတော့ဘဝတဏှာကိုတတ်ကာမတဏှာကိုသောတာပန်လည်းကာမတဏှာရှိလားအခုတရားအားထုတ်ဘာတဏှာတွေတတ်နေတာကာမတဏှာတကယ်တော့သောတာပန်ကြီးကဘာတဏှာတတ်ဘဝတဏှာဩနားလည်လို့ရတာဒါဆိုတရားအားထုတ်တဲ့သူကဘယ်တဏှာကိုအရင်တတ်လဲဘဝတဏှာဟုတ်တယ်စားရင်လည်းမစားဘူးသွားရင်လည်းမသွားဘူးဆိုတော့ကိုယ်စိတ်ကိုအတ္တကြီးနဲ့လုပ်သူလို့မဖြစ်လားဖြစ်လားဒါနဲ့တရားရနိုင်တယ်နော်အထင်သေးလို့မရဘူးအဲ့ဒီလိုလုပ်ပြီးမဲ့ကြာလာတဲ့ခါကျတော့ခဏတဘောကိုပေါက်သွားမရောက်လိုက်ရတယ်ဒါကတော့ကိုယ်ဆွဲတဲ့ကိုပေါ့နော်မဟုတ်လားကဲအဲ့တော့ပြန်စဉ်းစားကြည့်အောင်ဘဝကြီးခုနကကာမတဏှာဘဝတဏှာဝိဘဝတဏှာဥပါဒဏ်နဲ့ခန္ဓာလို့ခေါ်တယ်ဘာလို့ခေါ်လဲတဏှာကအရင်မခံလားခံလားတဏှာကခံတယ်တဏှာအစစ်တရားရှစ်ဘာလဲလဲတဏှာအစစ်တရားရှစ်ကြည့်ရအောင်အဲ့ဒါလေးကိုလင်္ကာလေးလောက်တာလေတဏှာသုံးတန်အရင်ခံအာကာတန်နဲ့မြောက်ပြောကြည့်ပါတဏှာသုံးတန်အရင်ခံအာကာတန်နဲ့မြောက်တဏှာဆိုတာကာမတဏှာဘဝတဏှာဝိဘဝဘယ်နှပါလဲဒါလေးကိုအရင်ခံလိုက်တဏှာတရားရှစ်ပါနော်အရင်ခံလိုက်အာယုံကဘယ်နှပါလဲ6ပါအာယုံကဘယ်နှပါလဲ6ပါဟောမြောက်လိုက်6သုံးလီကာလကအတိတ်ပြစ္ဆုတ်ကအနာကကာလဘယ်နှပါလဲအဲ့တော့18သုံးလီ54 18သုံးလီတန်ထန်ပြန်စဉ်းစားကြည့်အဲ့တော့ကာလ3ပါးလုံးမှာ54ခုလို့မဖြစ်နေလားဖြစ်နေတာလဲဖြစ်တယ်ဖြစ်တော့တန်ထန်ကကိုယ်အတွင်းတန်ထန်ထဲမှာလေအိစ္ဆဒထဲမှာလေအဲ့ဒီဟာကြီးကအကိလေသာတွေမပေါ်လားပေါ်တယ်တန်ထန်အပြင်ကမြင်တာကြားတာနာနာစားတာမှာလေကိလေသာတွေမပေါ်လားပေါ်တာဩအဲ့တော့တန်ထန်ကအတွင်းပြင်ဆိုတော့အိစ္ဆဒဗဟိတလို့နှစ်ခုနဲ့မြောက်လိုက်တော့54နဲ့ဒီအဲ့ဒီလိုသွားရနော်အဲ့တော့အဲ့ဒီလိုနဲ့ပဲတဏှာကပို့တော့ဘဝတွေကိုမျိုးရှိတယ်တဲ့ဘဝကြီးဧကဝေါကာရခန္ဓာတစ်ပါးနဲ့ယုတ်ကြည်တက်ရှိတဲ့ဘုံစတုဝေါကာရနခန္ဓာ၄ပါးနာနိတက်ရှိတဲ့ဘုံပိစဝေါကာရခန္ဓာ၅ပါးယုတ်ခန္ဓာ၅ပါးရှိတဲ့ဘုံတဏှိဘဝအာတဏှိဘဝနေဝတဏှိနာတဏှိဘဝကာမဘဝကဲပြန်စဉ်းစားကြည့်နော်နေဝတဏှိနာတဏှိကာမဘဝရူပဘဝအရူပဘဝဘဝတွေဘယ်နှမျိုးတော့လဲဘဝကြီး၉မျိုးဖြစ်ရတယ်ဇာတိဆိုတာပဋိသန္ဓေစိတ်ကလေးကိုပြောတာဘာကိုပြောတာလဲပဋိသန္ဓေစိတ်ကလေးကိုပြောဆိုအဲ့မှာဘုသူရှင်၃မျိုးကတော့မနေ့ကပြောပြီနော်မပြောထားလားပြောထားလားအန္တဘာလဘုသူရှင်ရဲ့အန္တဘုသူရှင်ရဲ့ကလျာဏဘုသူရှင်ရဲ့နော်ကဲကောင်းပြီအဲ့တော့ယောဂီတို့ပြန်စဉ်းစားကြည့်ရပဋိသန္ဓေမှာလဲဂဗတေယပရိပတ္တံကိုယ်ဝင်ဆောင်ပြီးမွေးဖွားတာအန္တစပဋိသန္ဓေဆိုတာဥမာပေါက်သွားတာတန်တေတ္တပဋိသန္ဓေအညစ်အကြေးအပြီးဟောက်ပြန်နေတော့မဲ့လို့ခြေလို့ကုလောက်လိုက်တော့ပေါက်လားနောက်တနည်းမြင့်မြတ်တဲ့ခေတ်ကြီးဘဒုံမဒေဝီတို့ဝေလူဝတိတို့ဝါတို့ကြာလို့ပေါက်တာမကြောက်ဘူးလားဘုရားရှင်တဲ့ကဇေသမနာဆိုမကြီးမညာလို့ရတယ်နော်အဲ့တော့ဥပပတ္တိကဂရီဆိုတာကရှေ့သူရှုနတ်တွေပဲဘွားကနေကြာတာဥပပတ္တိနော်အဲ့တော့ယောဂီတို့ပြန်တွေးကြည့်မယ်နော်ပဋိသန္ဓေကံလေးကြည့်အောင်အမိနဲ့အမအဖမျိုးဆိုတာရှိအဲ့တော့အင်မတန်မှဒီကလလရေကြီးဆိုတာလေးကဘယ်လောက်အထိသိမှုန်တယ်လဲဆိုတော့မြောက်သွန်းကျွန်းသူရဲ့သပင်မိမိတို့တာမန်ကြီးကကျွန်းသူတွေတဲ့
အစာပေါင်းများစွာတင်းမြင်တဲ့ပြင်စီဂျီလေးကိုထည့်နှစ်အခါကြေးပြားလောက်ခါကြံတာလောက်ပြီးပဲရှိတယ်ကလလရေကြီးဒါဆိုရင်လူတယောက်ရဲ့ပဋိသန္ဓေအစကလလရေကြီးပဲမြင်နိုင်တော့ပါမမြင်နိုင်တော့ဘူးเนาะဟုတ်ပြီဒါဆိုရင်ပြန်ပြီးတော့ဒီဘက်ကပြန်သုံးသပ်ကြည့်အောင်เนาะဝက်ကောင်လေးဘာကောင်လေးလဲဝက်ကောင်လေးဘာပေါ်တာလဲအကျိုးပေါ်တာဘာပေါ်တာလဲအကျိုးပေါ်တာသူကလူဖြစ်လာလို့အသက်အရွယ်ရလာလို့နားတွေပါလေကြားမြင်လာရင်သူကအကြောင်းပြတွေပြန်တော့ဥမာနောက်ဘဝနဲ့လုံလားမလို့လားဒါကိုဘာကောင်လို့ခေါ်လဲအကျိုးဝိဘက်ကောင်ဘာလို့ခေါ်လဲအမိမျိုးဦးနဲ့အဖမျိုးဦးရှိတယ်သိပညာအရပရိသတ်နေစနော်အိုဗန်လို့ခေါ်တယ်နော်အဲ့ဒီအဖမျိုးကစပါမာတိုသွားအဲ့ဒီအိုဗန်နဲ့စပါမာတိုသွားလာရောက်ဆက်တယ်ယောဂီတို့ဒီယုံတရားတွေပြပြီနော်အမိမျိုးဦးကတစ်ခုလည်းရှိအဖမျိုးဦးကတန်းပေါင်းများတာရှိတယ်မန်ဘလူးနဲ့အကျယ်ချက်ကြည့်အမိလေးနဲ့တန်းလန်းနှစ်ခွရှိတယ်အဲ့ဒီတော့ဘိုးတစ်ဆက်မှာတော့တန်း300ရှိတယ်အဖမျိုးကအမိမျိုးကတော့တစ်ခုပဲရှိတယ်နော်အဲ့တော့တစ်ခုသောအဖမျိုးဦးကနေအမိမျိုးဦးကိုဖောက်ပြီးတော့ဝင်ရမယ်သူကနော်အဲ့ဒီဟာလေးအဲ့ဒီကပြပြီနော်ဝင်လိုက်တော့ထိုင်နေတဲ့ပိတ်ခုနအမမျိုးတွေကိုအဖမျိုးဝင်မသွားဘူးလားဟုတ်တယ်နော်အဲ့ဒါငါလားရုပ်စဉ်းစားတော့ငါဆိုတာတွေ့လားအဲ့ဒီချိန်မှာဝင်သွားပြီပေါက်သွင်းပြီးတော့သူဝင်သွားပြီဝင်တိုက်ရည်လေးနဲ့သူပြန်ပိတ်လိုက်အဲ့ဒီအချိန်ကစပြီးတော့အဲ့ဒီအချိန်လေးကိုအခုပိတ်သွားပြီအဖိုးနဲ့အမနဲ့တွေ့တော့မပိတ်သွားဘူးလားအဲ့ဒီအချိန်လေးကိုပျက်စီးအောင်လုပ်တဲ့သူတိုင်းပါဏာတိပါဒာခံထိုက်အဲ့ဒါမှတ်ထားပါယုံနဲ့နာနဲ့ကွဲနေပြီဟုတ်ပြီဆက်ကြည့်မယ်ရောက်ရပြီကလစီလေးဟုတ်တယ်နော်အမိမျိုးဦးနဲ့အဖမျိုးဦးနဲ့တွဲလိုက်တဲ့အခါကျတော့ကလစီလေးတလုံးနဲ့တလုံးစုမလာလားစုလာလားဒီစုလာတဲ့ကလစီလေးမိခင်ရှိကအဟာရကြောင့်စုလာလားစုလာလားစုလာဘူးမစုလာလားစုလာလားအဲ့ဒီကလစီအလုံးလေးတွေကိုကြည့်ပါအစုံရုပ်ဖြစ်မဲ့ကလစီအယိုးကလစီအသေးကလစီအစာအေးကလစီညလုံးကလစီဟောကလစီလေးတွေကိုတီဆောက်ပေးမယ်ဒါဖြစ်လေအဆောက်အအုံလေးဟုတ်မလားအဲ့ဒီကလစီလေးတွေကနေတပြည့်လေးလာပြီးပေါ့တိုးပွားလာတယ်တွေ့ရုပ်ကလေးဒါလေးလေဟုတ်ပြီယောဂီတို့ဒါဆိုလို့ရှိရင်ပဋိသန္ဓေစိတ်ကလေးတွေကနေပြီးတော့ကမ္မဇာယုတ်ကလေးတွေပါတယ်ပဋိသန္ဓေစိတ်က19ပါကမ္မဇာယုတ်က20အဲ့ဒီကမ္မဇာယုတ်20ကကံနဲ့ပတ်သက်တဲ့အကျိုးပေးတွေကဒီယုတ်မှာဝင်ရံပြီဘာလို့နေတာလဲဒါပေမဲ့ပဋိသန္ဓေဝိညာဉ်လေးကစချင်းမှာသူကအဲ့ဒီမှာလာပြီးတော့ဒီယုတ်ကလေးမှာလာပြီးတော့ပဋိသန္ဓေယုတ်ကလေးမှာလာကတ်တဲ့အချိန်မှာအာအញ្ញနေတယ်သူကဖြစ်ပြီးတော့တစ်ခါပြည့်ရတယ်သူကတဘောပါဘူးနော်သူပို့ပြီးရတယ်သူဘာဖြစ်ရလဲပြည့်ရတယ်ငါဘာမှပြန်ဆက်လိုက်တော့ပြပြီးတော့နော်သူ့နေရာအဲ့တော့ဒီယုတ်ကလေးကိုယောဂီတို့မေးကြည့်သူဘာသိတယ်လဲတရားတော့ပရိစ္ဆာဘုံပါစဝိုင်းနဲ့တွားခဲ့တယ်ပြောဆွဲနော်သူဘာသိတယ်လဲယောဂီတို့ဒီယုတ်ကလေးဘာသိလဲဘာသိတယ်ဘာမှမသိဘူးနော်သိသလားမသိပေမဲ့အစာအာဟာရတို့အောက်ဆီဂျင်တို့မနေ့ကပြောထားတယ်နော်ဂလူကိုစ်ကိုပို့တဲ့အတွက်ဒီအစာထိုးမပေးဘူးလားအစာထိုးတာကိုဘာလို့ခေါ်လဲသင်္ခါရဘာလို့ခေါ်လဲအစာထိုးတာကိုဘာလို့ခေါ်လဲကြက်ကြက်နာပြီးအောင်ကြိုးစားနော်ယောဂီတို့ခုနကမနေ့ကပြောတယ်လေရှူးနေတာဘာလို့လဲအောက်ဆီဂျင်အစာထိုးရတယ်နော်ဒီအိတ်လေးတွေပါပဲတန်းပေါင်း130လောက်ကနေလေကလေးတွေကအောက်ဆီဂျင်ကလစီတဲ့ခရီးတသိန်းလောက်ကိုဘာလို့လဲအစာမထိုးရဘူးလားထိုးရတာဟုတ်ပြီနော်အဲ့တော့အစာထိုးနေရမထိုးရဘူးလားထိုးရတာအဲ့ဒီလိုရုပ်တွေအစာထိုးပေးနေတာကိုဘာလို့ခေါ်လဲ
ဘာလို့ခေါ်လဲဒါဆိုရင်ယောဂီတို့ရဲ့ဘဝအစအဲ့ဒီအသားလုံးလေးကသိလားမသိလားသိပါမသိတာကိုဝိဇ္ဇာလို့ခေါ်လားအဝိဇ္ဇာလို့ခေါ်လားဝိဇ္ဇာအဲ့လိုအဝိဇ္ဇာဆိုတဲ့ဝိဇ္ဇာလုံးလေးမသိလုံးလေးဘာလုံးလေးလဲမသိလုံးလေးဒါပဋိစ္စသမုပ္ပါကိုအလွယ်ဆုံးပြောပြတယ်အဲ့ဒီမသိလုံးလေးဟာတပြေးပြေးနဲ့အစားထိုးမလာဘူးလားဒါဆိုရင်အဝိဇ္ဇာပစ္စယသင်္ခါရရှင်းသွားလားအဲ့ဒါသိလားအဲ့ဒီလုံးလေးကသိပါအတန်လေးတွေ့လားဘာသိလဲမသိတာကိုဘာပြောလဲဝိဇ္ဇာအဲ့လိုအစားထိုးကြည့်လာတာကဘာလဲအဝိဇ္ဇာပစ္စယသင်္ခါရဟုတ်ပြီနော်သင်္ခါရတရားတွေဖြစ်ပြီးတဲ့စက်ကြည့်ရအောင်ဘောတဖြည်းဖြည်းနဲ့အစားထိုးလာပြီလုံးလေးတွေ့လားတွေ့လားတွေ့ပါဘယ်ကဟာရလေးလုံးတွေ့လားတွေ့ပါပဋိသန္ဓေဝိညာဉ်လေးကဖတ်ဆိုကပ်ပြီးတာနဲ့သူ့မှာဆက်ပြီးတော့ရှင်းတာကြာအကြောင်းမရှိဘူးအမတန်အားနေတော့ဖြတ်ဆိုသူကပြည့်ရတယ်ပြည့်တော့သူကဘာနဲ့ဆက်ရှင်လဲဆိုတော့ဘဝဝင်လို့ခေါ်တယ်ဘယ်ကလုံးဟာရလေးတွေ့လားတွေ့ပါအဲ့ဒါဘဝဝင်အဲ့ဒီဘဝဝင်စိတ်ကလေးနဲ့ဆက်သက်ရှင်တာဘာစိတ်ဖြစ်သွားလဲဘဝဝင်စိတ်ဆိုတာတိတဲ့စိတ်လားမတိတဲ့စိတ်လားတိတဲ့စိတ်အဲ့ဒီစိတ်ကတော့တိလားတိပါဩဘယ်နဲ့ရုပ်တာတော့တိလားတိပါဘဝဝင်စိတ်ဘယ်နဲ့လုံးတွေ့ရသူ့ကိုမေးပြီးသူဘာတိတယ်တိပါဘဝဝင်စိတ်ဆိုတာခုနကအနီးကကြည့်လိုက်တော့ဘာလေးတွေလဲကလစီလေးဘာလေးတွေလဲအဲ့ဒါလေးတွေလှုပ်ပြီးတော့ तू ကမရှင်းရဘူးလားဒါဆိုရင်အဲ့ဒီယုတ်ကလေးနဲ့အဲ့ဒီနံကလေးဟာဘဝဝင်စိတ်ကလေးနဲ့အသက်မဆက်ဘူးလားတဲ့ဆက်လားအဲ့ဒီလိုလှုပ်ဆက်နေတာကိုနာမသင်္ခါရလို့ခေါ်ဘာလို့ခေါ်မလဲနာမသင်္ခါရဘုဘကယုတ်ကလေးတွေအစားထိုးယောဂီတို့ခြေတွေလက်တွေဖြစ်တော့မှာအဲ့ဒီလိုထွားလာတာကိုရူပသင်္ခါရဘာလဲလဲရူပသင်္ခါရဒါဆိုရင်စိတ်ကိုမေးကြည့်တော့လေအဲ့နေတဲ့ဘဝင်စိတ်ဆန္ဒဆို तू သိလားသိပါရုပ်ကိုမေးကြည့်တော့လေဒီအသားတွေကသိလားသိပါမသိတာကိုဘာခေါ်ဝိဇ္ဇာအစားထိုးလာတာကိုဘာခေါ်ပြန်ဆိုအဝိဇ္ဇာပစ္စယရှင်းပါပြီနော်အဲ့တော့စဉ်းစားကြည့်ရအောင်အဲ့ဒီလှုပ်လေးဒီနန္တရားလေးဘာတရားလေးလဲနန္တရားလေးဘာစိတ်လို့ခေါ်လဲဘဝင်စိတ်ဘာစိတ်လို့ခေါ်လဲဘဝင်စိတ်ဘာလို့ခေါ်လဲဟိုဘက်ကခွာလာတာကယုံလှုပ်ကဘာစိတ်လဲကဲဆက်ဆိုကြည့်အောင်အဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဘာလဲလဲဝိညာဉ်နားလည်ပြီနော်ကြည်စမ်းပဋိစ္စသမုပ္ပါမရှင်းလားရှင်းလားသင်္ခါရပစ္စယဝိညာဉ်နန္တရားလေးမပေါ်လာဘူးလားပြောတာသင်္ခါရတရားလေးရူပသင်္ခါရနဲ့နာမသင်္ခါရရှင်းလားအဲ့ဒါဘုဒ္ဓတဏ္ဍာမှာဖြစ်နေတာဘုဒ္ဓတဏ္ဍာမှာဖြစ်နေတာဟောလာပြီသွားလာပြီဒါနာမသင်္ခါရတွေ့လားယုံနေတာဟုတ်လားကဲဒါဆိုရင်ယောဂီတို့တကယ်နားလေသွားရင်ယောဂီတို့စခဲ့တဲ့ယောဂီတို့အသီးသီးတယောက်ချင်းရဲ့ဘဝစခဲ့တာပါဘယ်ကစခဲ့တာလဲဒါဆိုရင်ဘဝစခဲ့တာယုံနေတာဟုတ်လားမဟုတ်ဘူးလားဟုတ်ပါတယ်ကဲဒါဆိုပြောဘဝရဲ့အစဘာနဲ့ပါလဲဘဝအစဘယ်ကလဲဘဝအစဘယ်ကလဲဘဝအလယ်ပါလေဘဝအဆုံးပါလေရှင်းသွားပြီလားငါနဲ့တည်ဦးမလားငါနဲ့နေဦးမလားဒါမရှင်းလားရှင်းလားဒါဆိုယောဂီတို့ရဲ့ဘဝအစကိုယောဂီတို့အဲ့လိုထင်နေနေမမြင်ပါဘူးလားဘဝရဲ့အစရှင်းလားဘာသိလဲမသိဘူးနော်မသိတော့ထွားလာပြီအဲ့တော့ပြန်စဉ်းစားကြည့်အောင်အဲ့ဒီလိုထွားလာတာကိုပြန်ကြည့်မယ်ဒီမှာလူငယ်တွေပါတယ်နော်မိခင်ရှီကနှာခေါင်းပါလားဒါဆိုရင်အဲ့ဒီဟာကြီးဘာနဲ့ရှင်းတာမိခင်ရှီကအောက်ဆီဂျင်နဲ့ရှင်းဟုတ်လားဟုတ်လားဒါဆိုဘယ်ကအစာနဲ့ရှင်းမိခင်အချက်ကျိုးကနေတစ်စင်မိခင်စားတဲ့အစာမရှင်းလားရှင်းလားဒါဆိုမိခင်ကကျွေးခြင်းမကျွေးခြင်းသူရှီကအစာအာဟာရကိုဒီကလေးကိုမကျွေးရဘူးလားကြည့်ရဒါဆိုကြည့်ရမိဘတယောက်ကမအေးတယောက်ကမွေးပြီးပြစ်ထားလိုက်ဘာမှမကျွေးဘူးလို့ပြစ်မှားရင်ဒုက္ခရောက်သွားတယ်တဘာဝကျေးဇူးလို့ပြောကြည့်ပါလေတဘာဝကျေးဇူးဒါမိမိတရားမဟုတ်ဘူးနော်ဆရာမကြီးဆရာကြီးဦးထေအောင်ဆရာကြီးဦးမြင့်ထွန်းတို့က
ရှေ့ကနေလမ်းပြလို့မိမိတို့ကနောက်ကနေပေါ်ပြရှာကြီးရဲ့ကျေးဇူးတရားတိုင်းသာသနာပြန်ပြုပြီးရနော်ကဲပြန်သုံးသက်ကြည့်ယောဂီတို့အခုပြန်စဉ်းစားကြည့်တယ်ဘာမှမသိတာတွေကသိရလား ဒီပါ ဘာမှမသိပဲနဲ့တဖြည်းဖြည်းထွာလာတယ်ဒါပေမဲ့မိခင်ကပြည့်ချင်ချင်မတွေးချင်မတွေးရပါတွေ့ရလားစားကြတယ်လည်းမစားရဘူးအပေါ်ဒီပါကြီးတဲ့ရင်ကလေးကထက်ကလေးကမြောက်အိုလေးလိုပဲလားဒီကိုင်းကငုတ်တုတ်လေးထိုင်းနေတယ်လို့ပဲမူးသူတွေကမြောက်ဥမာကြီးထိုင်းနေတယ်တူတယ်အနေအစားမကြည့်ကြဘူးလားအဲ့ဒါဒုက္ခရလား ဒုက္ခ ဝမ်းထဲမှာနေတဲ့ကဒုက္ခဝမ်းထဲကထွက်လာတဲ့အခါကျတော့လေစဉ်းစားကြည့်ကန်အရွယ်အစားအကြီးကြီးသေးသေးလေးကတိုးထွက်ရတယ်ဆိုတော့ချမ်းသာတာဆင်းရဲတာလားဆင်းရဲတာအပြင်ရောက်ပြန်တော့လေဒေစိမ့်နဲ့တွေ့တော့ဗျမ်းနေတော့အရိုက်ခံတယ်အဲ့ဒါကချမ်းသာတာလားဆင်းရဲတာဆင်းရဲတာဩဘဝလူချင်းသေးလားဘဝအစဘယ်အစ ရုပ်နဲ့ ဘဝဟာအစကရုပ်နဲ့ဟုတ်ဘဝဒုက္ခကိုနည်းနည်းတော့တင်းကြီးခေါင်းကြီးဖြစ်သွားပြီနော်ဆိုတော့ဒါဆိုရင်မိခင်တွေမှာဗာကျေးဇူးရှိ သဘာဝချင်း အဲ့ဒါပြစ်ထားပြီးမဲ့သွားကျေးဇူးမကမ်းနဲ့နော်အကုန်လုံးအစုပ်တွေကလေးနှလုံးတွေအသေးတွေကလေးသားတွေအားလုံးကဘာနဲ့တိဆောက်တာလဲမိခင်ရဲ့ကျေးဇူးတရားတွေမဟုတ်လားဖခင်ကတော့ဖခင်ကျေးဇူးဆိုတာချွေးပေါ့နော်လာပြီးတက်ကလေးတွေပေါ်လာပြီပေါ်လာတက်ကလေးတွေထွက်မလာဘူးလားအဲ့ဒါသင်္ခါရအဲ့ဒါကိုမသိတဲ့အခါကျတော့ငါတို့အောက်ပြီဘာလို့ထောက်ပံ့မိနေသိလားကံယုတ်ဗါတယ်လေကမ္မစယုတ်ဟုတ်လားမဟုတ်လားပရိသေတိစိတ်က19ပါဟုတ်ပြီနော်ကမ္မစယုတ်က20အဲ့ဒါလေးတွေကအချိန်တန်လာတော့သူကအကျိုးပေးတာစောင့်နေတယ်နော်အဲ့ဒီပရိသန်တွေရဲ့နောက်မှာဘာတွေစောင့်နေလဲကံအတိတ်ဘဝကပြုခဲ့တဲ့ကံတွေကဘာဖြစ်လဲကမ္မစယုတ်20ကဘာဖြစ်လဲအကျိုးမပေးလို့မရသေးတဲ့ခါကျပေးလို့ရလားယောဂီတို့သားသမီးတွေမွေးအငယ်ငယ်လေးအမွေပေးလို့ရလားမရပါဘူးပေးလို့ရသေးလားဒါတော့ဘာစောက်ရလဲအရွယ်စောက်ရတယ်အဲ့ဒီကံလာလေအဲ့ဒီတိုင်းပဲအရွယ်စောက်တာမျက်လုံးလေးတွေနှာခေါင်းလေးတွေဖြစ်လာပြီဆိုတော့မှအရင်ဘဝကသူများကိုလုပ်ခဲ့ရင်မျက်လုံးကိုကမ်းပလိုက်တာကံကလက်ကိုလည်းစွန့်ပလိုက်အားပလိုက်ဘလို့ဒီပိုလီယိုဖြစ်လိုက်ဟုတ်တယ်မလားအဲ့ဒီသူ့ကံကနေလုပ်ပေးတာဟုတ်လားတချို့ဘယ်နှကပြောတယ်မိမရှာဖြစ်သွားတယ်သဘောပေါက်တယ်နော်အဲ့ဒါရိုက်နဲ့ပြီးတော့ပြင်လို့ရလားဘယ်တက်တိရပါလားအတိတ်ကပါလားသဘောပေါက်ပြီနော်ရိုက်နဲ့ပြင်ရလားဘာလို့မရတာလဲအကြောင်းတရားရှိလို့အကျိုးလာပေါ်တာအဲ့ဒါတွေသိတဲ့ခါကျနေရာခိုင်ကမတက်တာလားတက်တာဒါကံကိုပြီးပြီးတော့ဟောမှရတယ်အဲ့ဒါမသိရောဒီလိုဟောလို့ကဟာတော့ဒီဘိုင်းပြန်ဖြစ်နေနော်အချိန်ငဲ့နေရတယ်ပေါ်လာပြီရတော့နာကဲနှာခေါင်းမပေါ်လားပေါ်လား ဟုတ်ပါ ပေါ်လာပြီမပေါ်လားပေါ်လားဘာကြောင့်ပေါ်လာလဲသင်္ခါရဘာကြောင့်ပေါ်လာလဲ သင်္ခါရ ကဲဆက်ဆိုအဝိဇ္ဇာလို့အဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏဝိညာဏပစ္စယရူပနာမရူပပစ္စယတာလာယရနာအဲ့ဒါတာလာယရနာကိုပေါ်လာတာဟုတ်တယ်နော်ယစီနာနှာခေါင်းတရားကိုတွေ့လားတာလာယရနာတွေတွေ့လားမပေါ်လာဘူးလားပေါ်လာလားတာလာယရနာတွေပေါ်လာပြီဘာကြောင့်ပေါ်လာလဲအခုအထဲမှာဒီကကံသင်္ခါရကနေပြီးတော့ကံကနေပြီးတော့အကျိုးပေးကံဟုတ်လားနောက်တော့စေနောက်တော့မိခင်မနိုင်မှာကုတုနောက်တော့ပါလေအာဟာရအကြောင်းပြပဲနဲ့ပါလေအဲ့ဒါငါလား ဟုတ်ပါဘူး အဲ့ဒါဒါလို့ရှိရင်အကြောင်းပြပဲနဲ့ပါလေကမ္မဇာယုတ်20တော့တိလာပြီလားဒါဆိုလို့ရှိရင်ကံပြီးတော့ဝိသိစေလေးနဲ့ဝေလေးကတုံးနေတာကစေဒီဝါထဲမှာအခုလေးမမြဘူးလားဥရုပြီးတော့ပါပြီလေအာဟာရအကြောင်းပြပဲနဲ့ပါထောက်ပံ့ထားတာလေဒါလို့ဒါလေးထွားလာတာအကြောင်းပြပဲနဲ့ပါထောက်ပံ့လို့လေခொနည်းကအသားလေး
sao ấy là xem bộ mà tụi kia cũng thay đủ thầu thế nào lẽ cái ông khi làm nó sẽ bắt đầu trả lời tôi ta cho dù là xe dù nó bỏ làm vấn đề là cái gì này xe đi khi đó bây giờ là bây giờ là vấn đề là cái nào bỏ làm họ để khi này sẽ bắt đầu làm gì sai mà bắt đầu là gì để chết chú anh đi xe cũng biết làm 내가 싸게 다니 바라마 안주간이 싸게 내가 싸게 다니 바라마 안주간이 싸게 다 떼떼리 니야라 나 동생 창자지 안누뷰 나 동생 창자 그 세계의 대비에 그래 시계를 수다 뭐구라 이사리뉴 나 저러 내가 정말 좋아해 그러니까 이사리뉴라 그러니까 어떻게 냐고 그네 내양기네만 안몽လေး뭐 나 저러 그러니까 내가 정말 좋아해 예트리뉴가 아니 안몽라တဖြည်းဖြည်းနဲ့စဉ်းစားကြည့်တယ်အပုံလေးမမြင်ရတဲ့အပုံလေးကနေတဖြည်းဖြည်းအစားထိုးမလာဘူးလားအဲ့ဒီလိုဖြစ်လာတာအဲ့ဒါ battery new တာအဲ့ဒါပဲနောက်ကျင်းကြီးကျင်းငယ်နောက်ကြတော့ဥကောင်းက56မီတာလောက်ရှိတယ်စက်တစ်ပတ်73ပတ်မှာမျက်လုံးအိမ်မှာကမ္မစအကြီးလေးကန်တက်တိဖြစ်တယ်အာဟာရနဲ့ရုံနဲ့ပေါင်းရင်မျက်စိနားနှာခေါင်းတရားကိုကမ္မစအကြီးလေးကန်တက်တိတွေမထွက်လာဘူးလားခဏလားရှင်းလာကြားလာမှာသပင်းတွေမွေးကြီးတွေမျက်ကုန်းတွေမျက်တောင်တွေခြေသေးတွေလက်သေးတွေပေါ်လာ14ပတ်မှာစတင်လှုပ်ရှားတယ်ခဏ14ပတ်မှာဘာဖြစ်လဲစတင်လို့22ပတ်မှာ16စင်တီမီတာရှိလာဒီကိုယ်လုံးအလုံးနူးညံ့တဲ့အမွှေးလူတွေပေါက်ဒါတော့အံ့ဩဖို့ကောင်းတယ်ဒါဆရာဝန်တွေကတော့တင်းတင်းနဲ့အပူချိန်ထိမ့်ပြီးလို့ပြောတယ်မွေးတော့ပြတ်သွားတယ်ပြောတယ်23ပတ်မှာစီးသွားနိုင်တာ32ပတ်မှာဇောက်ထိုးဖြစ်ပြီးမွေးဖို့အသင့်6လကျော်10လဆိုသွားပြီဟုတ်တယ်လားအဲ့ဒီကအကျိုးပေးတဲ့အရာအရိယာကလေးစားတွေကလည်းမျက်စိနားနှာခေါင်းတရားကိုဆိုတော့ကြီးထောင်မှုတွေဝေရောက်ပြီးအကျိုးမပေးဘူးလားပေးလားမရဏတန်တန်ဇောတုံကကံကစီမံပေးတဲ့အတိုင်းသူ့ရာဂိုင်နှုန်းအတိုင်းရုပ်ဆိုးမယ်ရုပ်ချောမယ်စွန့်မယ်အမယ်နားမကြားမယ်ပုံဖော်ပေးတယ်ဘယ်သူကဖော်ပေးတာလဲဒါဆိုတေကံမိကံအရေးကြီးတယ်မကြီးကြီးပါနားလေပါလားဘယ်သူကနေပြီးတော့ပုံဖော်ပေးတာမရဏတန်တန်ဇောကနေပြီးတော့ဇေနကကံကပရိတန်ကြီးလုပ်ပေးတယ်ဒါဆိုတေကံကြီးရေးကြည့်လားမကြီးလားကြီးပါဒါဆိုရင်အနေတိုက်ရင်မဖြစ်ဘူးအသေးတိုက်ပါသင်္ခါရအကြောင်းကြောင့်ပရိတန်ကြီးဝိညာဉ်ဆိုတဲ့အကျိုးပေါ်တယ်လောကီဝိပဿနာ32ပါးလို့ခေါ်တယ်အကုသလဝိပဿနာ9ပါးအာဟိကုသလဝိပဿနာ10ပါးမဟာဝိပဿနာ10ပါးရူပဝိပဿနာ5ပါးအရူပဝိပဿနာ4ပါး32ပါးဆိုတော့သင်္ခါရကိုအကြောင်းခံပြီးတော့အခုမပေါ်လာလားပေါ်လာလားဒီလိုဆိုလို့ရှိရင်ဥပဒီတိဘေရဲ့ဒီခဏလေးတဲ့ဒီဘက်ခဏလေးမှာဒီလိုပေါ်လာတဲ့အတွက်ပြန်စဉ်းစားကြည့်အောင်မွေးလာမွေးလားမွေးလားမွေးတော့အကျွဲလေးရောက်တယ်ဒါလေးကြည့်
တို့ဒီနေ့ပေးနေတဲ့သင်ခန်းစာ message ကဘဝရဲ့အစပါလေ ရုံးတယ် ဒါဆိုရင်စာတင်ထားလို့ယောဂီတို့ကစာအုပ်ခိုင်းလို့သူများပြောလို့ဘဝအစယုံနံလို့ပြောတာလားကိုယ်တိုင်ဉာဏ်နဲ့ဉာဏ်လုံးနဲ့လည်းမြင်တယ်ကိုယ်ဉာဏ်နဲ့လည်းဖြစ်နေပြီးတော့တကယ်ယုံကြည်လို့ပြောတာ တကယ်ရုံး မယုံကြရှိလို့လား ရှိပါ ဘဝရဲ့အစပါလေ ရုံးတယ် ဟုတ်ပြီဒါကြောင့်ဘဝဆိုတာကိုပြန်ကြည့်ရအောင်ဘယ်နှကဘဝဆိုတာလေးကဘာလဲလို့ပြန်ဝိဇ္ဇာကနေတည်တဲ့အထိကာလာလေးကိုဘာလို့လဲဘဝလို့ခေါ်တယ်တွေ့တယ်လားအဲ့ဒါဘဝပဲအဲ့ဒါသင်္ခါရတွေနဲ့နေရတာဘဝလေအဲ့တော့စဉ်းစားကြည့်ဝိဇ္ဇာကနေကိုယ်တဲ့အထိရောလို့မြင်သွားတယ်တည်တဲ့အထိမြင်သွားတယ်ဆိုတဲ့အခါကျတော့ဘဝဆိုတာဘာတန်ဖိုးမှအနှစ်သာရမရှိဒုက္ခတက်တယ်ဟုတ်လားမဟုတ်လားအချိန်ကာလတိုင်းမှာသေဆုံးနေရတဲ့ချုပ်ပြောက်နေရတဲ့ဒါဘာရှိလဲဘာအနှစ်သာရရှိလဲဩအဲ့တော့ခုနကခရထေနဝေယထေနအနေနဲ့ခဏတိုင်းပြတ်တည်သေးဘယထေနပိလနာထေနဒုက္ခအပြက်ဘေးနဲ့တွေ့တယ်အနှိမ့်ဆက်ခံရရတယ်ပြတ်တာဒုက္ခနဲ့တိမဆက်ခံဘူးလားအတ္တရကထေနအနိတ္တရထေနအဝတ္တဝဒနာထေနအနတ္တကြည်စမ်းပါဝါပြီးတော့အဲ့ဒါလေးစီမံလို့ရလားရလား ရပါ စီမံလို့လည်းမရဘူးရလားဘာလို့မှလည်းစီမံလို့မရဘူးဘာအုပ်ချုပ်လို့လည်းရလားဘာမှမရဘူးကဲဒါဆိုရင်အဲ့ဒီအနှစ်သားတွေ့လားအဲ့ဒီကျမ်းတွေ့လားဒါအနှစ်သားတွေ့လားဘာတန်ဖိုးမှမရှိဘူးအဲ့ဒါကြောင့်အနိစ္စဒုက္ခအနတ္တနဲ့ပြီးသွားတယ်ဟုတ်လားမဟုတ်ဘူးလားကဲဒါဆိုရင်မိခင်ဘိုက်ကမွေးလာတဲ့ကလေးမွေးပြီးချင်းကပြည့်ပြီပါမွေးပြီးချင်းကမွေးလိုက်တဲ့အခါကျအဲ့ကလေးကြည်တန်းအပြင်ထွက်လာတဲ့ဆရာဝန်ကတမလေးဖတ်ကြတဲ့ပုံလိုက်တော့ဒီကလေးကြည်လာလားမလို့လား ဟုတ်လား သူ့ကိုဘယ်သူတင်ပေးလဲ တင်ပေးပါ ဒါဆိုရင်ကြိုက်လို့ငိုတာလားမကြိုက်လို့ငိုတာလား ကြိုက်တယ်ဟုတ်လား ဟာအနုတ္တယပိဋိတာဘုဘဝကဆက်လာတဲ့ပိဋိတာပါလာတယ်အဲ့ဒါဒေါသပိဋိတာဟုတ်လားဟုတ်လားစဉ်းစားကြည့်တယ်သူများတင်ပေးကြလို့လားကဲဒါဆိုကြည့်ရအောင်မိခင်တို့လေးကိုပစဝတ်တိတ်ပြလိုက်တယ်ဘာလို့လဲ ဆိုတယ် ကြည်စမ်းဟုတ်ကဲ့လားမွေးလာတဲ့ကပိဋိတာဓာတ်ခံပါလာလားဟုတ်လားဟုတ်လားအနုတ္တယပိဋိတာလို့ခေါ်တယ်တတ်တော်တိုင်းပါကြောက်စရာကောင်းလားမကောင်းလားဒါတွေကိုအပတ်တမဲ့ကြည့်တော့နှုတ်ဆွဲတယ်လောဘဒေါသဓာတ်ခံပါလာတယ်ဟုတ်လားမဟုတ်လားမောဟကတော့ပြောစရာမလိုတော့လူသေးလားအဲ့တော့ပြန်စဉ်းစားကြည့်အနုတ္တယကိလေသာမျိုးစိုးပြီးတော့သူမတောက်ဘူးလားတောက်လား ဟုတ်ပါ အတန်ကြီးကြားရင်မလက်တော့ဘူးလားချော့တဲ့အတန်ကြားရင်မကျေနပ်တော့ဘူးလားဗီဇတွေကပါလာနော်ငိုလိုက်ကြီးလိုက်ဆိုတော့ဒေါသလောဘကိလေသာဟုတ်လားမဟုတ်ဘူးလားကလေးဆိုတဲ့ယုံတရားမှာနက္ခဏာဘယ်နှပါပါလဲ၄ပါသူနဲ့တွဲတဲ့ယုတ်ကလည်းစဉ်းစားမှုတွေမဖြစ်လားဖြစ်လားအဲ့တော့စဉ်းစားကြည့်ရဒွါရ၅ဘောက်ကလည်းယောဂီတို့ဒီတိုင်းနဲ့သူ့သဘောနဲ့သူမစောင်းနေဘူးလားစောင်းနေတော့အဲ့တော့ပြန်သုံးသပ်ကြည့်တဲ့အခါကျတော့မိခင်ဝမ်းထဲမှာဒေကဒီကလေးကအနုတ္တယတွေမပါလာလားပါလာလားပါလာတယ်အနုတ္တယကိလေသာဒိဋ္ဌိကိလေသာပြောကြည့်ပါ ဒိဋ္ဌိကိလေသာ ဝိသိကိစ္စကိလေသာလောဘကိလေသာဒေါသကိလေသာမာနကိလေသာဘဝတဏှာကိလေသာအဝိဇ္ဇာကိလေသာဘယ်နှပါလဲခုနှစ်ပါဘယ်နှပါလဲဒိဋ္ဌိရဲ့ဝိသိကိစ္စရဲ့လောဘရဲ့ဒေါသရဲ့မာနရဲ့ဘဝတဏှာရဲ့အဝိဇ္ဇာဘယ်နှပါလဲဒါအရင်ဘဝဟောင်းကထုတ်လုပ်ခဲ့တဲ့လောဘဒေါသအစရှိတဲ့စွမ်းရည်တွေကဒီဘက်အထိလိုက်မလာဘူးလားအဲ့ဒါကိုအနုတ္တယကိလေသာလို့ခေါ်လားအလယ်ဆုံး၅ချက်ထဲကဘဝဖြစ်စဉ်တွေကနိဗ္ဗာန်မရမချင်းသူအကျိုးမပေးလားပြည်လားဒါကိုတစ်ဖက်ဘဝပါလာတဲ့အထိတတ္တဝါတိုင်းမပါနေလားပါနေလားဒေါသကိလေသာအနုတ္တယကိလေသာဘာတော့ကလေးကိုရရင်ရုပ်ကိုထိရင်စိတ်ကပရိယုဌာနမထကြဘူးလားဝိသိကမဆိုငိုတွေးတာမဖြစ်ဘူးလားဒါအနုတ္တယကိလေသာဒေါသကြောင့်လောဘကိလေသာသူရှာပေါ်မှာအရာဓာတ်တွေတင်ကြည့်သင်မပေးဘဲနဲ့အငမ်းမရအောင်စားလားစားဒါဒေါသကိလေသာကဲဒါဆိုရင်နောက်ကအုပ်ချုပ်နေတာမရှိလားရှိလားလုတ်တိုက်ရတော့ငြိမ်မသွားဘူးလားဘယ်လိုအုပ်ချုပ်ကိလေသာဘယ်လိုလဲကိလေသာ မာနလည်းဒီတိုင်းပဲမာနဆိုတာကနည်းနည်းလေးအရွယ်ရောက်လာတာနဲ့ပြောပြီးလို့မာနရှိမပြိုင်ဆိုင်နေဘူးလားဘဝတဏှာတော့ရှိလားရှိလားဒိဋ္ဌိကတော့ပြောစရာလိုသေးလားကဲဒါဆိုဝိသိကိစ္စဆိုတာတခြားပြောတာမဟုတ်ဘူးเนาะတန်တရားရဲ့အရှိဆုံးကိုမသိဘူးအနောက်ဆုံးမသိဘူးရှေ့နောက်ဆုံးကိုမသိဘူးဘုရားမသိဘူးတရားမသိဘူးသိက္ခာမသိဘူးပရိစ္ဆသမုပ္ပါဆိုတာမသိဘူးဆိုတာဝိသိကိစ္စခုနပါးကိုပြောတာအတိပ္ပယ်ကတော့ယုံနာမသိဘူးလို့ပြောတာเนาะအဲ့တော့ဒီဓာတ်ခံနေအုပ်ချုပ်နေတဲ့အတွက်အမှန်တရားကိုမြင်ပါမလား မြင်ပါဘူး ဒ
မွေးစားကပြန်ကြည့်ကလစီလေးတွေအာဟာရနဲ့တက်ပြီးဖြည့်ပြီးတော့ကြွက်သားတွေဖြစ်မလာဘူးလားမာဆယ်တွေအားကောင်းမလာဘူးလားအဲ့ဒီကနေပလက်ကလေးကဟောက်ဖို့မကြိုးစားဘူးလားတဖြည်းဖြည်းကနေမိဘနှစ်ပါးကနေပြီးတော့ပြောတာဖြည်းဖြည်းမေကိုမမသူမျက်လုံးကမကြည့်လားကြည့်တော့မျက်လုံးကကြည့်တယ်သူပုံစံကိုမှတ်ထားတယ်နော်ဖြည်းဖြည်းအတန်းကမကြောက်လားဖြည်းဖြည်းဆိုတာကိုမျက်လုံးကလည်းပုံစံမှတ်ထားတယ်နားကလည်းခုနဖြည်းဖြည်းဆိုတာကြားတော့ပညာကမှတ်ထားတယ်အဲ့ဒါအကုန်လုံးမှတ်ထားတယ်မှတ်ရင်နဲ့ဖြည်းဖြည်းဆိုတာမသိလားသိလားမေကိုမမသိလားတင်လားအဲ့လိုတင်လို့တက်လာတာပညာတွေလည်းတင်လာတယ်ဆရာဝန်ပညာတွေအင်ဂျင်နီယာပညာတွေမတက်လာတက်လာအဲ့လိုတက်တာကိုငါလို့ထင်လားမထင်လားထင်ပါအမှန်တော့ဘယ်သူကတင်သွားတာတင်ရဲ့ခန္ဓာဘယ်သူကတင်တာလဲတင်ရဲ့ခန္ဓာဆရာဝန်အတက်မတက်ခင်စာအုပ်တွေနဲ့မတင်ရဘူးလားတင်ရပါဆရာဝန်အတက်ကိုတက်တော့စာအုပ်ယူကြလို့သေးလားစေတူအကလေးနဲ့ထိုးတယ်ဒါဆိုဘယ်သူကဆရာဝန်ဖြစ်တင်ရဲ့တင်ညာကဆရာဝန်ဖြစ်နေတာတင်ညာကအင်ဂျင်နီယာဖြစ်နေတာအဲ့ဒါကိုဘယ်သူလို့အောင်းနေတာလဲအဲ့ဒါရုပ်ကိုငါလို့အောက်မိတယ်ဆိုတာအဲ့ဒါရုပ်တို့မမဘူးလားမှတ်လားအဲ့ဒီပညာရဲ့ဒီကလေးငယ်တော့ကြတော့မျက်လုံးလေးကနေအာရုံစိုက်ပြီးအစကမကြည့်တတ်သေးဘူးကြည့်တယ်လားတာဒီမှာကြည့်ဆိုတော့မှသူကမလုပ်တယ်လန်ကြည့်တာဟောအဲ့လိုမှကြွက်သားလူကြီးကအားကောင်းလာသဘောပေါက်တယ်နော်အဲ့ဒါရုပ်တွေဒန်တီလောက်တာကိုရုပ်တွေကဘယ်သူတို့အောက်မိနေတာလဲအားလုံးပဲဒါကန်စိတ်ဥဒ္ဓအာဟာရအကြောင်းတရား၄ပါးကြောင့်ပြောင်းလဲလာဟုတ်လို့လားဆိုတော့ယောဂီတို့ပြန်စဉ်းစားကြည့်ဒီချမ်းသာလို့များကောင်းတဲ့ကံလေးကဥပထမကကံလေးကအကျိုးပေးလိုက်ရင်ထားလေးထောက်တယ်ဟုတ်လားဘိုက်ကလေးကဘူးလားဟုတ်တယ်လားခေါင်းလေးကမော့လားဒီလိုမဟုတ်လားမန်တက်လာလားဘယ်သူကထောက်ပံ့လဲကံထောက်ပံ့နေလို့ထောက်ပံ့မှသူသိရလားသိပါဒီခါကကြတော့လေစီးပွားပြတ်သွားတဲ့ခါကျတော့ရကြမရှိဘူးမျိုးချုံသွားတယ်ဘယ်သူကနှောက်ဆက်သွားတာလဲကံရုပ်ဒီယောဂီတို့ရဲ့သဘောပေါက်ပြီနော်မိဘုံမြန်ပြန်လို့ရလို့လားဘယ်သူကပြန်နေဝါယောဓာတ်လေးပြန်တဲ့ဒီတိုင်းနော်ကဲဒါဆိုရင်ဒီနေ့ပေးနေတဲ့ message ဒီစိတ်ရဲ့အကြောင်းကို230ပါးရှိတဲ့စိတ်ရဲ့အကျယ်ဆိုတာလက်ဆက်တတ်တော့သိက120ပါးရှိတဲ့ sorry နော်120ပါးရှိတဲ့စိတ်ရဲ့အကျယ်အားလုံးဒီတိတလုံးပဲရှိပါလေဘာပဲရှိလဲဒါဆိုရင်ဘဝရဲ့အစပါလေကျင်းနေရဲ့လားအခုဟောပါဘဝအလေရောပါလေဘဝဆုံးဆိုတာလည်းပါလေနော်အဲ့ဒါလေးသိဖို့ပေါ့နော်တေသွားတော့ဘယ်နဲ့ကယုတ်တရားပေါ့နော်ဒါဆိုယောဂီတို့ကျိတ်တည်မလို့ဘူးလားဒါဆိုရင်ကနဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဟောပြီးတော့ဆက်လို့ဝိညာဏပစ္စယဒုက္ခနာမရူပပစ္စယအဲ့ဒါဆက်ဆိုတရားမလို့တော့ဘူးတာလာယနာဖြစ်ပြီဆိုတဲ့ကယောဂီတို့ရေဒုက္ခကအများကြီးဖြစ်သွားပြီအပေါက်တွေကများတော့မြင်လိုက်ကြားလိုက်အဲ့ဒါအကုန်လုံးတရား8ပါးလုံးတဏှာတို့ဒီဘာဖြစ်လဲထားကြွကောင်းကျမ်းကုန်လက်တန်သာဓုခေါ်တော်ကြလို့